အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အောင်တင်တိုရန်တိုမြို့ကနေပြီးတော့ပြောနေပါတယ်ပထမတော့ကတော့ဒီမြမရေးဆွေးနွေးကအစီအစဉ်မှာဒီကောင်းစဉ်ကတော့ဥအောင်တင်နဲ့မြမရေးဆွေးနွေးခြင်းပေါ့နော်ကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်အရင်ဆွေးနွေးပြီးတော့မှမိကုန်းတွေဖြစ်မယ်လို့စိတ်ကူးထားတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့မိကုန်းတွေက40ကျော်လောက်ဂျိုပြီးမေးလာတယ်တက်လာတယ်ဂျိုပြီးမေးလာတယ်တက်လာဒီမိကုန်း40ကိုတစ်ခုကို3မိနစ်နှုံးနဲ့ဖြစ်ရင်တော့120ဆို2နာရီတိတ်ကြမယ်နော်2မိနစ်နှုံးနဲ့ဖြစ်ရင်တော့မိနစ်80တနာရီခွဲလောက်ကြာမယ်ဆိုတော့ကျွန်တော်မူလကကျွန်တော်အယူဆလေးတွေပြောမယ်ဆိုတဲ့အစီအစဉ်ကိုဖျက်လိုက်ပြီးတော့သိကျင်တဲ့လူတွေမေးတာကိုပြန်လေဆွေးနွေးရင်းနဲ့အဲ့ဒီဆွေးနွေးတဲ့ထဲမှာပဲကျွန်တော်ရဲ့အယူဆပါတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့အခုမေးတဲ့မေးခွန်းတွေကိုကျွန်တော်ဖြေတဲ့အခါမှာကျွန်တော်ကတိလို့တက်လို့အကုန်လုံးဖြေနိုင်တယ်ဒီလိုမဟုတ်ဘူးနော်ကျွန်တော်သိတာကျွန်တော်သိတယ်ပြောပါမယ်ကျွန်တော်ထင်မြင်တာကျွန်တော်ထင်မြင်တယ်လို့ပြောသွားမယ်ကျွန်တော်မသိတာကိုကျွန်တော်မသိဘူးလို့ပြောသွားမယ်ဒါမေးခွန်းတွေကိုတော့သူတို့မေးသိကျင်လို့မေးတဲ့မေးခွန်းတွေကိုတော့ကျွန်တော်တက်နိုင်ဆုံးကျွန်တော်ဖြေသွားမယ်နောက်မူလအစီအစဉ်ထားတာကဒီအခုဒီစကားပြောနေတော့မေးခွန်းတွေတက်လာရင်လည်းဖြေမယ်ပေါ့နော်အခုတိုင်းဆိုရင်တော့ကျွန်တော်စကားပြောနေရင်တက်လာတဲ့မေးခွန်းတွေကိုတော့ဖြေဖို့အချိန်ရရင်တော့ဖြေသွားမယ်အချိန်မရရင်တော့ဒီအစီအစဉ်ကိုနောက်တစ်ချိန်ကျင်းပပြီးတော့မှကျွန်တော်ဆက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့မေးခွန်းတွေကတော့ဒီလိုပြောက်တော့ပေါ့နော်သူတို့မြင်တာသူတို့ထင်တာသူတို့သိကျင်တာသူတို့လွတ်လပ်လပ်ပုံမှန်လည်းမေးတယ်ပေါ့နော်ကျွန်တော်ကလည်းကျွန်တော်အယူဆကျွန်တော်အသိကိုကျွန်တော်လွတ်လပ်လပ်ပုံမှန်လည်းဆွေးနွေးတော့မှဖြစ်တယ်ကျွန်တော်ဆွေးနွေးတဲ့ဆွေးနွေးချက်မှာမှားနေတယ်ပြင်ရမယ်ဆိုတာမျိုးတွေးခဲ့ရင်လည်းခင်ဗျားတို့ comment မှာထောက်ပြသွားဒါဆိုရင်လည်းဒါကျွန်တော်လိုအပ်ရင်လိုအပ်တယ်လို့နောက်ဆွေးနွေးကနေမှာထည့်သွင်းပြီးဆွေးနွေးသွားလို့ရမယ်ဆိုတော့ဒီမှာမိကုန်းတွေကတော့သူအမျိုးမျိုးဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဒီရလာတဲ့မိကုန်းအတိုင်းပဲကျွန်တော်မေးသွားပြီးဖြေသွားမယ်ပေါ့နော်ကိုမိုးကျော်ဆိုသူကမေးတာကရိုဟင်ဂျာတွေအတွက်တရားမျှတမှုကို NLD နဲ့ NUG ကဆက်လက်လှုပ်ဆောင်ပေးမှယုံကြည်ပါသလားတဲ့မယုံကြည်ဘူးလို့ဆွေးနွေးရင် NUG ကလူ့အခွင့်အရေးဖော်ဆောင်မယ်ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အစိုးရလို့ဆွဲလိုက်တာလားတဲ့ဖြေရှင်းပေးပါခင်ဗျာတဲ့ဆိုတော့ရိုဟင်ဂျာတွေတရားမျှတမှုကို NLD နဲ့ NUG ကဆက်လက်လှုပ်ဆောင်ပေးမှယုံကြည်ပါသလားဆိုတာNLD နဲ့ NUG ဆိုတော့နှလုံးပါလာတယ်ဗျပါလာတော့ NLD ကတော့ဒါ2015 2020အစိုးရတက်တန်းအတွင်းမှာတော့အားလုံးသိတဲ့အတိုင်းပဲလေရိုဟင်ဂျာတွေရဲ့တရားမျှတမှုကို NLD ကဘာမှမလုပ်ခဲ့ပါဘူးမလုပ်ခဲ့တဲ့အပြင်တပ်မတော်ကလူခွင့်ရေးမချိုးဖောက်ဘူးဒီတရားဥပဒေစိုးမိုးရေးနယ်မြေတည်ငြိမ်ရေးလုပ်နေတာပါဆိုပြီးတော့ကာကွယ်တက်ကြောကာကွယ်တယ်ဒီအမေရိကန်ကနေပြီးတော့NASA ကဒီအခု NASA ကပေါ့လေအရင်တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အရာရှိကြီးတွေကိုရေးယူတဲ့တော့ကလည်းဒီ NLD ရဲ့ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကအမေရိကန်ကဗမာနိုင်ငံရေးနားမလည်ဘူးတဲ့နားမလည်လို့ဒီတမ်ဘရောဗိုလ်ချုပ်ကြီးတွေကိုရေးယူတာဖြစ်တယ်ဆိုတော့ဒီလိုသူတို့ရက်တီချက်ကရှိခဲ့တာပေါ့ရှိရတော့ NLD အနေနဲ့ကတော့ရိုဟင်ဂျာအတွက်မှမဟုတ်ဘူးတိုင်းရင်းသားတွေကိုအတွက်လည်းမကောင်းဘူးတိုင်းရင်းသားတွေကိုလည်းထိုးစစ်ဆင်ခိုင်းတယ်တိုင်းရင်းသားတွေကိုတိုက်တဲ့စစ်တပ်ကိုလည်းဂုံပြုတယ်တိုင်းရင်းသားတွေကိုလည်းတပုံလို့ပြောပြီးအပြတ်မြစ်ပြတ်ရှေမုံခိုင်းတယ်ဆိုတော့ NLD ကဒါသူ့အထောက်ထားတွေပဲဒါကျွန်တော်လောက်ကြံပြီးပြောတာမဟုတ်ဘူးလေဒီအထောက်ထားတွေရှိတော့ NLD ကတရားမျှတမှုအတွက်တိုင်းသားတွေအတွက်လည်းမကောင်းဘူးရိုဟင်ဂျာအတွက်လည်းမကောင်းဘူးမြန်မာပြည်သူလယ်သမားအလုပ်သမားဘုသူ့အတွက်မှမကောင်းဘူးသူလယ်သမားအတွက်ဘက်ကလည်းမရဘူးအလုပ်သမားဘက်ကလည်းမရဘူးမီဒီယာဘက်ကလည်းမရဘူးចောင်းသားဘက်ကလည်းမရဘူးဘုသူ့ဘက်ကမှမရဘူးတော့ဆန်းစုကြည်ပြောသမျှဒီတမတော်ကိုကာကွယ်ဖို့ပဲစစ်တပ်ကိုကာကွယ်ဖို့ပဲနော်ဆိုတော့လယ်သမားတွေကိုလက်ပြန်ပေးဖို့ဥပဒေချထားတယ်ဒီဥပဒေကို NLD ကပြဋ္ဌာန်းထားတယ်ဒီဥပဒေရစစ်တပ်ကလက်ပြန်မပေးဘူးလက်ပြန်မပေးရင်ဥပဒေရဒီစစ်တပ်ကိုရေးယူပေါ့ရေးယူရမယ်စားစစ်ဗိုလ်ချုပ်ကြီးတို့တနာခံပါတယ်မြစ်တာရက်ခံပါတယ်ဒီမြေလေးပြန်ပေးလိုက်ပါဆိုပြီးတော့ဒီလိုနော်စစ်ဗိုလ်တွေလက်ဆိုင်သိန်းထောင်နဲ့ရှိလက်ဆိုင်အရေးကြပြန်ပေးခိုင်းတခြားလူတွေလက်ဆိုင်ထောင်ချတယ်ပေါ့နော်ဆိုတော့ဒါတွေကပြောမစိုးမောင်တော3000နေပေါ့နော်
ဆိုတော့ သူစိုက်တဲ့ပင်သူရိတ်ရတာပေါ့နော်ဆိုတော့ NLD ကတော့ဘုဒ္ဓအတွက်မှာကောင်းတယ်တော့ကျွန်တော်မထင်ဘူးဗမာအတွက်လည်းမကောင်းဘူးပေါ့နော်NUG ကကြတော့ဘရိုဟင်ဂျာတွေအတွက်တရားမျှတမှုကိုလှုပ်ဆောင်ပေးနိုင်မလားပေးနိုင်မယ်လို့ယုံကြည်ပါသလားဆိုကျွန်တော်တော့ယုံကြည်တယ်ဗျသူတို့မှာအစွဲတွေရှိတယ်နောက်သူတို့မှာ baggage တွေပေါ့နော်သူတို့တခြားလုံးကယ်လာတည်လာခဲ့တဲ့ baggage တွေဒီဝင်ဘိုးတွေပေါ့နော်သူတို့ကာကွယ်ခဲ့ရတဲ့ကိစ္စတွေသူတို့နာမည်တော့ကျွန်တော်မပြောတော့ပါဘူးเนาะဆိုတော့အဲ့ဒီလူတွေကလည်းဒီ NUG မှာဝင်ကြီးတွေဖြစ်နေကြတာဟုတ်ဆိုတော့ဒါပေမဲ့သူတို့တွေကအရှင်ယူရမယ်တဖြည်းဖြည်းနဲ့တော့ဒီပြည်သူလူထုအတွက်တိုင်းသားတွေအတွက်လူဘာသာရေးလူနည်းစုတွေအတွက်ရိုဟင်ဂျာတွေအတွက်တရားမျှတမှုကိုသူတို့လုပ်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ဒီမိကုန်းကတော့ဒီလောက်ပေါ့နော်ဆိုတော့နောက်တစ်ခုကကိုအောင်မော်ပေါ့နော်ဒါကျွန်တော်မိတ်ဆွေကြီးဒေါက်တာအောင်မော်ကမေးတာပေါ့နော်သူမေးတဲ့မိကုန်းကတော့သူမသိလို့မေးတာတဲ့အများကိုသိစေခြင်းလို့သိအောင်ဖြည့်စေခြင်းလို့မေးတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကိုအောင်မော်ကပြောလဲဆိုတော့တောင်အာဖရိကအသားရောင်ခွဲခြားမှုအပါတိုင်းစနစ်ကိုလူထုလှုပ်ရှားမှုပါတီနိုင်ငံရေးနဲ့လက်နက်ကင်တော်လှန်ရေးသုံးမျိုးလုံးအချိုးညီစွာလုပ်ခဲ့တဲ့Nelson Mandela ဗျူဟာနဲ့ယခု CRPH ရဲ့ဗျူဟာကိုနှိုင်းယှဉ်ပြောပြစေခြင်းတဲ့ဆိုဒီကောင်းစဉ်ရတော့သိကြည့်တယ်ကျွန်တော်လည်းအရန်ကြီးကျွမ်းကျင်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သိသလောက်ပြောရလို့ရှိရင်တော့ဒီ1990ဆိုတဲ့ကာလပေါ့ Nelson Mandela ကိုထောင်လွတ်ပေးလိုက်တဲ့ကာလ1990ကာလစစ်တိုက်ပွဲကဘာလင်တို့ဘာတို့ဒရိုင်းတွေဘာတွေမပြိုသေးဘူးစစ်တိုက်ပွဲကရှိနေတော့မယ်เนาะဆိုတော့အဲ့ဒီကာလမှာဖြစ်တဲ့နိုင်ငံရေးခင်းကျင်းပေါ့เนาะအဲ့ဒီကာလမှာရှိတဲ့နိုင်ငံရေးခင်းကျင်းမှာဒီ Nelson Mandela ကလည်းခုနလက်နက်ကင်တော်လှန်ရေးနဲ့လူထုလှုပ်ရှားမှုပါတီနိုင်ငံရေးသုံးမျိုးပေါင်းနေဆိုတဲ့နေရာမှာသူတကယ်တမ်းဒီအထွတ်ထိပ်ကိုရောက်ပြီးတော့လူမဲနိုင်ငံတွေကိုလူမဲတွေအုပ်ချုပ်တဲ့တိုင်းပြည်ဖြစ်အောင်သူလုပ်နိုင်တဲ့အနေအထားလက်နက်ကင်တပ်ပွဲကြောင့်မဟုတ်ဘူးဗျအဲ့ဒီအချိန်မှာတကယ်တမ်းကျတော့အဓိကအင်္ဂလန်ပေါ့နော်ဒီလူမျိုးရေးအသားရောင်ခွဲခြားမှုပေါ်မှာနိုင်ငံတကာကနေပြီးတော့ဒီတင်ကြီးညွတ်တဲ့ပေါ့နော်ဒီဘာလို့ဒီလူမျိုးခွဲခြားမှုအသားရောင်ခွဲခြားမှုဆိုတာလူယဉ်ကျေးတဲ့အတိုင်းမှာမရှိတဲ့တော့ဘူးလေဆိုတော့အဲ့ဒီပုံမှာပဲတနိုင်ငံတကဘာလုံးကဝိုင်းပြီးဆန်ရှင်ပုံမှာဒီတောင်အာဖရိကခေါင်းဆောင်လူပြူခေါင်းဆောင်ပစ်ဘော်ဒါတို့ဘာတို့ကလည်းဒီအမျှော်မြင်ရှိလာတဲ့ပုံမှာဒီတွဲဆုံဆွေးနွေးရင်းနဲ့အောင်မြင်သွားတယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ CRPH နဲ့ပြန်နှိုင်းယှဉ်မယ်ဆိုတော့ဒီနေ့ CRPH နာ1990ရဲ့နိုင်ငံရေးနဲ့ဒီနေ့နိုင်ငံရေးကကျွန်တော်မကြာခဏပြောပါတယ်ပြောင်းလဲမှုကနှစ်ခုပဲရှိတယ်တစ်ခုကဘာလဲအင်တာနက်တယ်လီဖုန်းဒါတစ်ခုเนาะဘယ်ဟာပဲဖြစ်ဖြစ်သတင်းတွေဖြစ်လာတယ်တက်လာတယ်ခင်ဗျားတို့လူမမြင်တဲ့တောထဲမှာခြံစည်းရိုးမှာဆိုင်းဘုတ်လေးချိတ်လိုက်တာတော့မှတောထဲကရေကန်ထဲမှာရင်ငုပ်ပြီးတော့ဆိုင်းဘုတ်လေးထောင်လိုက်တာတော့မှတနိုင်ငံလုံးတစ်ကမ္ဘာလုံးသိအောင်ပြနိုင်တယ်ပေါ့ဗျာကျွန်တော်တို့1990 80ကာလ88ကာလတုန်းကဆိုဒီလိုခွင့်ယူမရှိဘူးလေဆိုတော့သတင်းရဲ့စီစဉ်မှုဟာတိတ်ကောင်းတဲ့အတွက်ကြောင့်ဒီတော်လန်ရေးရဲ့အချိန်ကိုအများကြီးလူလူအောင်ကြောင်းမှုအချိန်ကိုအထောက်အကူပြုတော့ပေါ့နောက်ထူးခြားမှုနောက်တစ်ခုက1990မှာတရုတ်ကအင်အားမကြီးဘူးအင်အားချိနေတော့မယ်ခု21ရာစုမှာတရုတ်ကအမေရိကန်ပြီးရင်အင်အားကြီးဆုံးဖြစ်တဲ့အပြင်အမေရိကန်နဲ့တောင်မှအင်အားပိုကြီးတယ်လို့တချို့တွေကပြောနေတဲ့ကာလမှာဗမာပြည်ကတရုတ်ရဲ့နောက်ဖေးချံဖြစ်နေတယ်ဗမာတို့ထိုင်းတို့ကမ္ဘောဒီးယားတို့လာအိုတို့မြောက်ကိုရီးယားတို့ဆိုတာတရုတ်ရဲ့အခုခင်ဗျာဂျော်ဂျီယာတို့ဘာတို့မှာရုရှားလှုပ်ရှင်တာလုပ်နေတာပဲအမေရိကန်နောက်ဘာမှဝင်လို့မရဘူးလေဆိုတော့နိုင်ငံတကာမှာကုလသမဂ္ဂဆိုတာကကြီးငါကြီးသဘောတူမှလုပ်လို့ရတာဟုတ်ဆိုကြီးငါကြီးသဘောမတူမရှင်ဘာမှလုပ်လို့မရအဲ့တော့ခြုံပြီးပြောရလို့ရှင်လက်နက်ကင်တော်လှန်ရေးကတော့ဟိုတစ်ချိန်လုံးကအောင်မြင်ခဲ့တာကအဲ့ဒီကာလကမ္ဘာအခြေအနေနဲ့ geopolitics ပေါ့နော်ပထဝီအခြေအနေရအောင်မြင်တာဖြစ်တယ်ဒီနေ့ဒီအချိန်မှာတော့ဒီလက်နက်ကင်တော်လှန်ရေးကိုဘယ်ချိုးနဲ့မှအချိုးညီစွာပေါင်းစပ်ဖို့တော့မပြောနဲ့ကျွန်တော်ယူဆနော်ဒါခင်ဗျားတို့အမြင်မတူလို့ရတယ်အချိုးဘယ်နေရာမှာမထည့်တာပို့ပြီးတော့တဘာဝကြမယ်လို့ထင်တယ်ဆိုတော့
အဲ့ဒီနီးနဲ့ဒီလူထုလှုပ်ရှားမှုနဲ့ဒီနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုနဲ့ဒါလည်းဒီဆရာနာရှင်စနစ်ကိုအမြန်ဆုံးအလွယ်ကူဆုံးဖြုတ်ချနိုင်မယ်လို့ထင်တယ်ပေါ့နော်တကယ်လို့ယုံကြည်တော့ပေါ့တကယ်လို့လက်နက်ကန်လမ်းစဉ်နဲ့လုပ်မယ်ဆိုရင်ပို့ပြီးကြာပြီးပို့ပြီးကြာမယ်ဒါလက်နက်ကန်ရသူတို့ကျွမ်းကျင်တဲ့နေရာပေါ့နော်ဟိုမိချောင်းကိုရေထဲမှာသွားပြီးတော့တပ်ပုတ်တယ်လို့ဖြစ်တာပေါ့နော်ဆိုတော့ဒါပြောမယ်ဆိုရှေ့ကြီးပေါ့နော်ဒါကျွန်တော်ယူဆရတော့ဒီလက်နက်ကန်ဒေါ်လာရေးရတော့လက်တွေ့မကြဘူးเนาะလူတို့နာမယ်လူတို့ရဲ့ခုနမီမီဝင်းဘတ်ပြောသလိုပေါ့နော် collateral damage ပေါ့နော်ခုနမြို့ရွာစီးပြီးဆိုတဲ့မြို့ရွာလူတို့ကိုထိခိုက်တာတွေပါဖြစ်လာပြီဆိုတဲ့လူတို့ကကိုယ်ပြန်ပြီးစန့်ကျင်လာမယ်ပေါ့နော်ဆိုတော့ဒါလေးတွေကဟိုစိတ်ကူးရင်တာတဲ့တဘာဝကြလေးပေါ့နော်နောက်ဆုံးခင်ဗျားတို့တနက်ကန်ဒေါ်လာရေးရအရှိန်ကိုတစ်ခုတည်နိုင်ပြီဆိုတည်နိုင်လေလူတို့တည်လေပဲဗျဥပမာကူဆီးရီးယားနဲ့ယီမင်ကိုကြည့်လေဗျဟုတ်မလားပေးဆက်နေရတာလူတို့ပဲအကြီးကျယ်သေးတာကျွန်တော်လက်နေတောင်းလိုက်ခင်ဗျဟိုဒေါက်တာဇော်ဝေဆိုးပြောသလိုတစ်မျိုးပြီးတစ်မျိုးသိမ်းတစ်မျိုးပြီးတစ်မျိုးသိမ်းလေအဲ့ဒီသိမ်းနိုင်တယ်ပဲထားတယ်เนาะကျွန်တော်စိတ်ထဲမှာဒါဟို 100% စိတ်ကူးရင်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ခင်ဗျားတို့ဒီဟာဖြစ်နိုင်တဲ့ကိစ္စလို့ယူဆတယ်ဆိုရင်လည်းပဲအဲ့ဒီကိစ္စကိုသိမ်းနိုင်တယ်မြို့ရွာတွေသိမ်းနိုင်တယ်ဆိုတယ်ကွာခင်ဗျဒီစစ်တပ်ဗျာခင်ဗျကျွန်တော်ခဏခဏပြောတယ်ဘလူးနဲ့လူနဲ့သားလူတာစစ်တပ်ကလူမြို့ရဲရွာရဲပြစ်ထက်ဖို့သူဝင်မလေးဘူးနော်စစ်တပ်နဲ့ခင်ဗျားတို့ပြိုင်ပြီးလူတောက်ရဲမလားပြိုင်ပြီးမိုက်ရန်ရဲမလားနော်ဆိုတော့စစ်တပ်ကခင်ဗျားတို့မြို့သိမ်းတယ်အဲ့ဒီမြို့တစ်မြို့လုံးကြေပါစီပေါ့ရွာတွေသိမ်းအဲ့ဒီရွာတွေလုံးသိပါစီပေါ့ဘုံနဲ့ပြစ်မှာပေါ့မြောက်နဲ့ထုမှာပေါ့လေရင်နဲ့ကျင်းမှာပေါ့ဆိုတော့ဒီဟာကဟိုဗီဒီယိုဂိမ်းမဟုတ်ဘူးဗျာခင်ဗျာတကယ်ကိုတဘာမဖြစ်နိုင်တဲ့တဘာဝမကြတဲ့နောက်တော့အဲ့ဒီကိစ္စတွေမှာNUG ကထက်ထက်ဝင်ပါလာလေအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ဒီနိုင်ငံတကာရဲ့စွန့်ခွာမှုကိုခံရလေပဲနောက်တစ်ခါကဆီးရီးယားကိုပဲကြည့်လိုက်ဆီးရီးယားမှာဆိုရင်ရုရှားဝင်လာပြီရုရှားဝင်လာရင်အမေရိကန်ဘာမှလုပ်လို့မရတော့အမေရိကန်ဘာမှလုပ်လို့မရတော့အနားလည်းကတ်လို့မရတော့ဘေးနာအရင်နှခမ်းသားလေးမှာဟန်ရေးပြလို့ပဲရတယ်ရုရှားအလုံးရင်လေတက်ကိုရေတက်ကိုအကုန်ဝင်လာပြီကြည်တက်တင်ကားတွေအကုန်ဝင်လာပြီတကယ်လို့တရုတ်တရားနော်ဥမဲအောင်လည်းဗိုလ်ချုပ်မဲအောင်လည်းတရုတ်ကိုအခုညီတောင်းလိုက်ပြီကျွန်တော်တို့နိုင်ငံလာခဲ့ပါဟိုမှာယီမင်ကဟိုလက်ရှိကိုလာသမကအတိမပြုတဲ့ဒီ government ကဟိုဆော်ဒီအာရေဗျကိုကူညီတောင်းတယ်ဗျာဆော်ဒီအာရေဗျဘုံနေနဲ့ကျဲတယ်ဗျာဒါတောင်းခွင့်ရှိတယ်လေဆိုတော့ဗမာပြည်ကဒီဆိုရနေပြီးတော့တရုတ်ကိုကူညီတောင်းမယ်ဆိုတော့ကုလသမဂ္ဂကိုခဲသွားကန့်ကွက်လဲဘုရုသွားကန့်ကုလသမဂ္ဂကိုသွားကန့်ကွက်ရမယ်ကုလသမဂ္ဂလည်းတရုတ်မသဘောမတူဘာမှလုပ်လို့မရဘူးအမေရိကန်သဘောမတူဘာမှလုပ်လို့မရဆိုတော့ဘာမှတရုတ်တပ်တွေဝင်လာပြီးတော့ဗမာပြည်တို့ကသိမ်းလိုက်ရင်တကယ်လူတွေပဲသိမှာပေါ့ဗျာဒီဟာကြီးကစိတ်ကူးမြင်ပါနေဗျာဆိုတော့ဒါလေးတစ်ချက်ပေါ့နော်နောက်တစ်ခုကကဲကိုအောင်ဝင်းဆိုတဲ့မေကွန်းကတလင်တမယားစနစ်ဥပဒေအတီးပြူတာတဲ့မွတ်စလင်တွေအတွက်ပါတဲ့ခံရတော့အများစုဖြစ်နေတယ်တဲ့ဂျပန်80တဲ့နိုင်ငံသားဥပဒေပြဋ္ဌာန်းဒါရိုဟင်ဂျာတွေအတွက်ဆိုပေမဲ့ကျန်တဲ့တိုင်းရင်းသားတွေလည်းခံနေရတယ်အသေးစိတ်ဆွေးနွေးပေးစီလိုပါတယ်တနင်္တရာတမယားစနစ်ကတော့တကယ်ဟိုမိုက်မဲမှုပဲဗျဘာလို့ဘလောက်မိုက်မဲတယ်လဲဆိုတော့ဗမာပြည်မှာရှိတဲ့မွတ်စလင်တွေဗျာခဲမွတ်စလင်တွေအကြောင်းကိုခဲမသိဘူးလားသိတာပဲဗမာပြည်မှာရှိတဲ့မွတ်စလင်တွေကမိမတယောက်နဲ့ပို့ယူတဲ့မွတ်စလင်ခဲတစ်သက်မှာဘယ်နှယောက်တွေ့ဘူးလဲတယောက်တွေ့ဘူးလားနှစ်ယောက်တွေ့ဘူးလားငါးယောက်တွေ့ဘူးလားခဲတို့ထဲမှာဘယ်သူမှမိမတယောက်တည်းပို့ယူတဲ့မွတ်စလင်ကိုခဲတို့နှစ်ယောက်တည်းပို့ပြီးတွေ့ဘူးတဲ့လူခဲတို့တစ်သက်မှာရှိမှတော့မထင်ဘူးနော်ရိုဟင်ဂျာဆိုလဲအနှစ်30 40လောက်အနည်းဆုံးနှစ်30လောက်တလင်တမယားစနစ်ကိုပြဋ္ဌာန်းတာတော့မှမင်္ဂလာဆောင်လို့ရှိရင်ဒီစစ်တပ်ကခွင့်ပြုမှမင်္ဂလာဆောင်ရတာအဲ့ဒီမင်္ဂလာဆောင်ရတဲ့ဥပဒေကိုဖျက်သိမ်းတာဒီတလင်တမယားဥပဒေနောက်ပိုင်းမှာဖျက်သိမ်းတာတလင်တမယားဥပဒေပြဋ္ဌာန်းတော့ဆိုရိုဟင်ဂျာတွေကစစ်တပ်ခွင့်မပြုမင်္ဂလာဆောင်လို့မရဘူးကလေးနှစ်ယောက်နဲ့ပို့ပြီးလို့မရဘူးဆိုတော့နှစ်30ကျော်လောက်ဒီနေထားမှာရိုဟင်ဂျာကိုတိုက်တာလည်းမဟုတ်ဘူးဗျအမှန်ကဒီလူမျိုးရေးမုံရောက်တဲ့မုံတီးတဲ့စိတ်ဓာတ်တွေဗမာပြည်မှာပွားများလာအောင်မဘာသာနဲ့အစိုးရနဲ့ပေါင်းပြီးကြံလိုက်တာဒီကိစ္စကဟိုတလင်တမယားဥပဒေကမွတ်စလင်တွေကိုတိုက်တယ်ဆိုတော့မွတ်စလင်တွေတိုက်အောင်မွတ်စလင်အခုတကယ်ပဲလက်တွေပဲကြည့်လေဥမာဗိုလ်ချုပ်သူရအောင်ကိုတာနိုင်ဝင်ကြီးကျွန်တော်တို့က
တပည့်တော်တို့ကမွတ်စလင်တွေကိုရည်ရွယ်ပြီးတော့ဥပဒေပြဋ္ဌာန်းတာတဲ့တကယ်တမ်းကျတော့ဗုဒ္ဓဘာသာတွေကြီးပဲတလင်တများနဲ့ညီပြီးဖန်ခံရတယ်ဒီဥပဒေကိုပြန်ဖျက်ရမယ်ဖျားဆိုပြီးတော့လွန်ခဲ့တဲ့နှစ်3နှစ်လောက်ကသူရှောက်တာရှိတယ်လေဆိုတော့ဒါကရိုအတွက်လည်းမဟုတ်ဘူးမွတ်စလင်တွေကိုမုန်းတိမှုအတွက်ဖြစ်တယ်မွတ်စလင်တွေကတလင်တများတဲ့ပိုယူလို့လည်းမဟုတ်ဘူးနော်မယူဘူးဆိုတော့ခင်ဗျားတို့သိနေတာဗျာယူတဲ့တယောက်တယောက်ကတော့ရှိမှာပေါ့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာမှာလည်းအများကြီးရှိနေတာပဲမွတ်စလင်နဲ့ဆိုရင်တော့ပိုများပါတယ်ဆိုတော့ဒါကမွတ်စလင်မုန်းတီးရေးဆိုတဲ့ drum beat ပေါ့နော်ဒါဟိုလူတွေကိုလှုံ့ဆော်ပေးနေတာပေါ့နော်ဒီစန္ဒနဲ့ဒီဥသိမ်းစင်ဆိုရနဲ့မဘတာနဲ့ပေါင်းပြီးကြံသွားတာပေါ့နော်ဆိုတော့အဲ့ဒီနိုင်ငံသားဥပဒေပြဋ္ဌာန်းတာကတိုင်းသားတွေလည်းခံရတယ်နိုင်ငံသားဥပဒေကကျွန်တော်သိသလောက်ပေါ့နော်တိုင်းသားတော့မခံဘူးဗျခံရတာမွတ်စလင်ပဲခံရတာပေါ့နော်နောက်တရုတ်နည်းနည်းပါခံရမှာပေါ့နော်ဆိုတော့အဓိကတော့မွတ်စလင်ပါပဲနိုင်ငံသားဥပဒေကတိုင်းသားမခံရပါဘူးမှတ်ပုံတင်ခက်ခဲတာကတော့ဒါကတော့ဒီမှတ်ပုံတင်ဌာနကို NLD ဆိုရသူခွဲရရလားဘာလားမသိဘူးလက်စားခွင့်ပေးထားတာဟုတ်လက်စားခွင့်ပေးထားတော့ဒီမှတ်ပုံတင်ခက်ခဲတာတော့ဗမာလည်းခက်တယ်ဗမာ1000ပေးမှရမယ်ဆိုမွတ်စလင်က2သိန်း3သိန်းပေးမှရတယ်ဒါပေါ့ဆိုတော့ဒါတလောက်ပါပဲနောက်80နိုင်ငံသားဥပဒေကိစ္စကိုပြောပြပါဒါကိုအောင်မောပဲမေးတယ်ဒါကတော့တော်တော်ကျယ်ပါတယ်ဗျခုနကကျွန်တော်ပြောတဲ့ထက်မှလည်းပါပါတယ်80နိုင်ငံသားဥပဒေကမွတ်စလင်မုန်းတီးရေးဥပဒေဖြစ်တယ်တကယ်လို့ကျွန်တော်တို့ကဒီကိုအောင်မောကပဲပြောတာတော့ဗောနော် Federal စနစ်ကိုကျင့်သုံးမယ်ဆိုရင်တဲ့ဆောင်ရန်ရှောင်ရန်ဆွေးနွေးပါဆိုတဲ့မိကွန်းလေးတစ်ခုကရှိလာတဲ့ခါကျတော့ Federal စနစ်ဆိုတာဟိုတိုင်းသားဒီဒေသခံတွေရပိုင်ခွင့်ကိုအာဏာခွဲမှုလုပ်တဲ့စနစ်ပေါ့နော်ဆိုတော့ Federal စနစ်အတွန်းရှည်ဖို့ကဒီမိုကရေစီစနစ်အတွန်းမရှည်လို့မရဘူးဒီမိုကရေစီဗမာပြည်လိုနိုင်ငံမျိုးမှာဒီမိုကရေစီစနစ်အတွန်းရှည်ဖို့ကလည်း Federal စနစ်ကိုအရှည်မခံလို့မရဘူးဆိုတော့ဒီမိုကရေစီနဲ့ Federal နိုင်ငံတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်တိုင်းသားတွေရဲ့ဒီတိုင်းသားဆိုတဲ့စကားလုံးကျွန်တော်သိမကြိုက်ဘူးပေါ့နော်ဒါပေမဲ့လိုအပ်ချက်ရကျွန်တော်formally ကျွန်တော်သုံးတာပေါ့နော်ဒီလက်ရှိဒီမူလပိုင်ရှင်ဒေသခံပိုင်ရှင်တွေရဲ့ရပိုင်ခွင့်တွေတော့အတိမပြုဖို့လိုတယ်သူတို့ရဲ့မိုးရပါအခွင့်အရေးတွေကိုအတိမပြုဖို့လိုတယ်သူတို့ရဲ့အချုပ်အခြာအာဏာတွေကိုအတိမပြုဖို့လိုတယ်တစ်ဆက်တည်းမှာပဲဒီမိုကရေစီစံတွေကိုလည်းပြစ်ပယ်လို့မရဘူးဒီနှစ်ခုကရှင်တွဲပြီးနေရမှာဖြစ်တယ်ဆိုတော့ဒီမိုကရေစီဆိုတဲ့စံကြတော့တန်းတူခြင်းပေါ့နော်လွတ်လပ်ခြင်းပေါ့နော်တရားမျှတခြင်းဆိုတော့ခုနလိုတကယ်လို့အောင်မြင်တဲ့ Federal Democracy နိုင်ငံတစ်ခုတည်ထောင်မယ်ဆိုရင်တော့တန်းတူခြင်းမရှိဘူးနိုင်ငံသားတွေကခုန80နှစ်နိုင်ငံသားမှာဆိုရင်ဒါနိုင်ငံသားမှာပဲပြုနိုင်ငံသားနိုင်ငံသားဆိုတော့အဆင့်တန်းခွဲလိုက်တယ်ဆိုတော့သူကနိုင်ငံသားတွေကိုကိုယ်နိုင်ငံသားတွေကိုသူကအဆင့်တန်းခွဲလိုက်တယ်မင်းကအဆင့်မြင့်တဲ့နိုင်ငံသားမင်းကအဆင့်နှိမ့်တဲ့နိုင်ငံသားဆိုအဲ့ဒီလိုပုံစံမျိုးနဲ့ဒီမိုကရေစီနိုင်ငံတည်ထောင်လို့မရဘူးဒါကအဲ့တိုင်းအဲ့ဒါကြောင့်လဲကျွန်တော်တို့တိုင်းပြည်မှာပြဿနာပေါင်းစုံဖြစ်နေတာပေါ့နော်တိုင်းသားဆိုလဲတိုင်းသားနီးနဲ့အနှိမ်ခံရတာရှိတော့နောက်တစ်ခုကရိုးဆိုတဲ့လူပေါ့ကိုရိုးနဲ့တူပါတယ်ရိုဟင်ဂျာအကြောင်းဘယ်သူမှမပြောဘူးတဲ့ဥအောင်တင်ပြောရတာတဲ့မင်းအွန်လိုင်း ICC ICJ ဘာတွေဖြစ်နေတယ်လဲတဲ့ဘာတွေဖြစ်နိုင်တယ်လဲလို့မေးတာတူပါတယ်ယူရီအကြောင်းဘယ်သူမှမပြောဘူးရိုဟင်ဂျာအကြောင်းတော့အများကြီးပြောကြပါတယ်ကျွန်တော်လည်းပြောတာပေါ့လူတွေလည်းပြောကြတာပေါ့နော်ကျွန်တော်ကတော့အဖိနှိပ်ခံရတဲ့လူတွေဘက်ကိုရက်တည်တာပဲရိုဟင်ဂျာတွေများများဖိနှိပ်ခံရတော့ရိုဟင်ဂျာအကြောင်းများများပြောတာပဲတကယ်လို့ကရားတွေကရင်တွေရခိုင်တွေဖိနှိပ်ခံရတဲ့အခါကျရင်လည်းကျွန်တော်ကရားတွေကရင်တွေရခိုင်တွေအကြောင်းကိုကျွန်တော်ပြောတာပဲနော်ခုနရခိုင်ပြည်မှာထိုးစစ်ဆင်နေတဲ့အချိန်မှာရိုဟင်ဂျာနဲ့ရခိုင်နဲ့ပြဿနာဖြစ်တော့ငါတို့ရဲ့ညီကိုတော့ရခိုင်တွေအတွက်တခါတဲ့နှလုံးတွေ့ပြတ်တော့ကယူကျုံမရဖြစ်ပြီးတော့တဲလို့ဒီអော်နေတဲ့ကျွန်တော်တို့လူများစုပမာအများစုဟာဒီရခိုင်မှာစစ်တပ်ကလည်းအကြီးအကျယ်တပ်ကောလူတွေကိုဘာမှမခွဲကြဘဲနဲ့ပေါ့နော်ခုနအခုမြို့ထဲမှာခင်ဗျားတို့ဗမာပြည်မြို့ထဲမှာဖြစ်နေတာအရင်ကရခိုင်မှာဖြစ်ပြီးပြီလေရခိုင်မှာចောင်းသားရောဘာလို့သမားရောလယ်သမားအကုန်ခုနဒါတွေကအဲ့ဒီမတိုင်ကရိုဟင်ဂျာတို့တတ်ခဲ့ပြီးပြီလေပဲသူတို့ထင်သူတို့ပဲလှုပ်တာပဲတပုံသူတို့မိပြီးတတ်ပြီးတပုံလို့ပြောလိုက်တာပဲဆိုအဲ့ဒီတော့ကဒီခုနရိုဟင်ဂျာနဲ့ရခိုင်ဖြစ်တော့ကတဲလှုပ်တဲ့အုပ်စုတွေကမဘာသာတွေဘာတွေပေါ့နော်969တွေကရိုဟင်ရခိုင်တွေကိုဒီစစ်တပ်ကအကြီးအကျယ်ဘုံချဘုံကျဲတပ်ဖြတ်ပစ်ခတ်န
နေတဲ့ချိန်မှာအဲ့ဒီအုပ်စုကငြိမ်နေတာပဲကျွန်တော်တို့ကရိုဟင်ဂျာဖိနှိပ်ခံရတော့ရိုဟင်ဂျာကိုပြောတာပဲရခိုင်ဖိနှိပ်ခံရတော့ရခိုင်အတွက်ကျွန်တော်ရေးတာပဲပြောတာခဏကျွန်တော်ရေးတယ်ကျွန်တော်ဘယ်လောက်တောင်ရေးလဲဆိုဟာရခိုင်နေနဲ့ရိုဟင်ဂျာဖြစ်တော့ရခိုင်ကိုချစ်တယ်ဆိုတော့ဒီမဘာသာတွေမျိုးချစ်တွေကိုချောက်ကိုတွေအခုရခိုင်နေခံနေတော့ဘယ်ရောက်ကုန်လဲခင်ဗျားတို့အတန်ကြီးမကြားပါလားအဲကျွန်တော်ဒီလိုလဲပြောပါတယ်အဲ့တော့ရိုဟင်ဂျာရေးလို့မဟုတ်ဘူးကျွန်တော်ကတော့ဖိနှိပ်ခံရတဲ့လူဘက်ကရေးတယ်ကျွန်တော်မွတ်စလင်ဖြစ်လို့လဲမွတ်စလင်မတရားတာလုံးကျွန်တော်တို့မရပါဘူးเนาะမွတ်စလင်မတရားတယ်လို့လည်းကျွန်တော်တို့လက်မခံဘူးပေါ့เนาะဆိုတော့ဒါကတစ်ချက်ပေါ့เนาะအဲ့တော့အများတခြားလူတွေလည်းပြောကြပါတယ်ကျွန်တော်တယောက်တည်းပြောတာတော့မဟုတ်ဘူးနောက်တစ်ခုကသူကမင်းဗိုလ်ချုပ်မင်းအောင်လိုင်းနဲ့ ICC ICJ ဘာတွေဖြစ်နေသလဲဒါကတကယ်ဂျင်းကြီးပြန်เนาะအမှန်တမ်းပြောရင် ICC ကလူကိုတရားစွဲတဲ့အတွက်ကြောင့် ICC အမှုတွဲတင်လို့ဗိုလ်ချုပ်မင်းအောင်လိုင်းကိုဆွဲချက်တင်ရင်တော့ဗိုလ်ချုပ်မင်းအောင်လိုင်းကအမှုတွဲထဲမှာပါမှာပေါ့နော်ဒါစစ်တာပါဒါပေမဲ့ ICC ကလက်တွေ့အခြေအနေမှာတလောကပဲဘင်္ဂလားဒေ့ရှ်ကို ICC ကဒီဒါရိုက်တာတယောက်လာပြီးသူပြောသွားတဲ့စကားရှိတယ်လေဗျာ ICC ကအမှုတွဲတော်မပြင်ဆင်ရသေးဘူးအမှုတွဲတော်မပြင်ဆင်ရသေးဘူးအမှုတင်ဖို့မဟုတ်တယ်နော် ICC ကိုတင်ဖို့မဟုတ်သေးဘူးရှင်းနေကအမှုတွဲကိုမတင်ရသေးတာ ICC ရုံးကိုစစ်ဖို့ဆိုတာမဟုတ်သေးဘူး ICC ရုံးကိုတင်ဖို့ရှင်းနေကအမှုတွဲကိုမတင်ရသေးဘူးဒါပေမဲ့အခုဘာလုပ်လဲအခုကအကျိုးလေးလာအချက်လက်ကောက်ယူမှုအဆင့်ပဲရှိတယ်စဉ်းစားကြည့်နော်ဒါ ICC ကိုခင်ဗျားတို့ပြောနေ ICC ကျွန်တော်လည်းပြောပါတယ်ပြောတယ်ဆိုတာကို psychology အရလူတွေကို6တဲ့အနေနဲ့တဲ့မော်လေသူတို့အသတိတရားရစီစဉ်တဲ့အတွက်ကြောက်လန့်စီစဉ်တဲ့သဘောနဲ့ဒါအမှန်လည်းအမှန်ပဲတစ်ချိန်မို့တစ်ချိန်ဖြစ်မှာပဲလေပြောဒါပေမဲ့ ICC ကဘာမှမရှိသေးဘူးအမှုတွဲကိုမရှိသေးဘူးအဲ့တော့မင်းအောင်လည်းဘာမှဖြစ်ဘူး ICC နဲ့ပတ်သက်လို့ဘယ်သူမှဘာမှဖြစ်ဘူးเนาะဒါကျွန်တော် ICC ဘက်ကလိုက်ဘယ်သူဘက်မှလိုက်ပြောတာမဟုတ်ခင်ဗျားဒီကမ္ဘောဒီးယားမှာလေဒီလူသတ်မှုတွေလူတွေတိမ့်ချီပြီးတတ်တယ်လေသူတို့ပိုပေါ်တိုခမာနီတွေတတ်တယ်နှစ်ပေါင်း30ကျော်မှအမှုရဲစစ်ပြီးတော့ထောင်ချတယ်လေကျွန်တော်တို့ဒီ ICC ကသူ့ရဲ့လုံမဲ့ jurisdiction ပေါ့သူ့ရဲ့လုံမဲ့ပွဲက2012နောက်ပိုင်းမှာဆိုတော့ခင်ဗျာနှစ်30ကိုခင်ဗျာတွက်ကြည့်လိုက်2040လောက်တော့ခုနကမ္ဘောဒီးယားနဲ့ဥပမာပေးနှစ်ပေါင်း2040လောက်မှကြာမယ်သဘောရှိတယ်ဥပမာပြောကြတယ်ဒါပေမဲ့ဒီတဲ့9နှစ်10နှစ်လေးရောက်မယ်ဒါပေမဲ့ခင်ဗျားတို့သိဖို့ ICC ကအမှုတွဲတော့မတင်ရသေးဘူးနော်အမှုတွဲအတွက်ပြင်ဆင်အချက်လက်ကောက်ယူတော့မှရှိတယ်ဒါ ICC နော် ICJ ဆိုတာကခုန ICC တို့ ICJ တို့ဆိုတာလူကလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးနော် ICC က member country တွေကလုပ်ရတာနော်လူကဘယ်သူကမောင်ဖြူကမောင်ဒီကငါ ICC တင်လိုက်တယ်ပြောတဲ့လူကယူလို့ပြောတာနားထောင်တဲ့လူကယူလို့နားထောင်တာနော်နိုင်ငံကပဲတင်ရတာနော်အခု ICC ကိုဘယ်သူကတင်ထားလဲဘင်္ဂလားဒေ့ရှ်ကတင်ထားတယ် ICJ ကိုဘယ်သူကတင်ထားလဲဂမ်ဘီယာကတင်ထားတယ်နိုင်ငံကပဲတင်လို့ရလူအတွက်နေရာမရှိဘူးနော်ဆိုတော့ ICJ ကိုတင်တာဂမ်ဘီယာတင်တာ ICJ ကကြတော့သူကနိုင်ငံကိုတရားစွဲတာနိုင်ငံကိုတရားစွဲတဲ့အတွက်ကြောင့်ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုတရားစွဲတာမဟုတ်ဘူးဥပမာဘယ်လိုဖြစ်မလဲဒီဆိုရလက်ထက်ကဒီအပြုတ်မှုကိုကျူးလွန်ခဲ့တဲ့အတွက်ကြောင့်ဒီပြစ်မှုကျူးလွန်တဲ့လူတွေကိုတာဝန်ရှိတယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးသူချနိုင်တယ်အဲ့ဒီဆုံးဖြတ်ချက်မျိုးကိုဗမာနိုင်ငံမှာအဲ့ဒီလက်ရှိအစိုးရအဲ့ဒီအချိန်မှာဆုံးဖြတ်ချက်ကြတဲ့အချိန်မှာရှိနေတဲ့အစိုးရကနေပြီးတော့ဒီတာဝန်ရှိတဲ့လူတွေကိုဖော်ထုတ်ပြီးတော့အရေးယူရမယ်အရေးမယူဘူးဆိုရင် ICJ ကနေပြီးတော့ ICJ ကြတော့သူကကုလသမဂ္ဂဖွဲ့စည်းရတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်မယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီကကြီးငါးကြီးအဆုံးဖြတ်မယ်ဆိုကြီးငါးကြီးဆိုခင်ဗျားသိတယ်တယ်ရုရှားနဲ့တရုတ်ကသူ့ဘက်ကဆိုကျွန်တော်စိတ်သက်ကြအောင်ပြောတာမဟုတ်ဘူးဒါပေမဲ့ ICC တို့ ICJ တို့ R2P တို့ကခင်ဗျားတို့မစင်စားပါနဲ့နော်ဒါတွေကလိုင်လဲလာမယ်မလိုင်လဲမလာဘူးဒါကိုမျှော်နေတော့ကိုသားသမီးလက်ထက်ကြမှာရမလားမရမလားမသိဘူးဆိုတော့ဒါကခင်ဗျားတို့မလုပ်လဲလာမယ်R2P ကိုခင်ဗျားတို့တောင်းမှာမဟုတ်ဘူးကျွန်တော်တို့တောင်းမှာမဟုတ်ဘူး ICC ICJ ကိုလည်းကျွန်တော်တို့ခင်ဗျားတို့တောင်းမှာမဟုတ်ဘူးဒါသူ့ system နဲ့သူအချက်လဲနဲ့သူ့ဘာမျိုးလုံနေတာကျွန်တော်တို့ကရက်ခိုင်းလို့လည်းသူတို့မရဘူးကျွန်တော်တို့ကမြန်လောက်ခိုင်းလို့လည်းသူတို့မြန်မလုပ်ပေးနိုင်ဘူးကျွန်တော်တို့ကနှင်းလောက်ခိုင်းလို့လည်းသူတို့မတင်းမလုပ်ပေးနိုင်ဘူးနော်သူ့သဘောသူဆောင်လိမ့်မယ်သူတို့ကိုကျွန်တော်တို့မျှော်ပြီးတော့နိုင်ငံရေးမလုပ်နဲ့ကျွန်တော်တို့ကကျွန်တော်တို့ရှေ့လာနေကျွန်တော်တို့သွားပါနော်နောက်တစ်ခါကျတော့ကိုခင်မောင်ဝင်းသူကလည်း ICJ
ICC တို့ကဗိုလ်ချုပ်မင်းအောင်လှိုင်ကိုဘယ်တော့မှဖမ်းမှလဲမမှုရဲ့သိကျင်တယ်တဲ့ရိုဟင်ဂျာတွေဘယ်တော့အဆင်ပြေမှလဲဒါကခုနပြောထားမှာပါသွားပြီပေါ့နော်ဒါကကြမယ်ရိုဟင်ဂျာတွေဘယ်တော့အဆင်ပြေမလဲဆိုတော့ဒါလည်းကျွန်တော်ရှုတော့မှပြောမယ်ဗျခင်ဗျားတို့ကုလသမဂ္ဂတွေဘာတွေခေါ်တာပါညာဆိုတာသွားတိုင်ရတယ်တို့អော်ရတာတို့နိုင်ငံတကာကိုអော်ရတာတို့နိုင်ငံတကာကလာကန့်ကွက်ရတာဆိုတာကိုပြည်တွင်းကမပြေလဲလို့ဗျပြည်တွင်းကပြေလဲလို့ရှိရင်ကုလသမဂ္ဂလည်းမလို့ပြည်တွင်းကမပြေလဲသေးရင်ကုလသမဂ္ဂလည်းဘာမှလုပ်လို့မရဘူးနော်ဘာဖြစ်လို့ဆိုတော့ကုလသမဂ္ဂတို့နိုင်ငံတကာတက်ကြီးတို့တရားဥပဒေတို့ဘာလို့ညာတို့ဆိုတာသူကကိုရွာဘေးနားမှာလာပြီးသူကကင်းတယ်လေးစောင့်ပြီးသူကကင်းတယ်လေးစောင့်ပြီးစောင့်ပြီးမှာမဟုတ်ဘူးအဲ့တော့ကို community ထဲမှာပြေလဲမှုပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တဲ့သဘောကခင်ဗျားတို့ ICC တွေ ICJ တွေသူ့လို့သူသွားလိမ့်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့လူခွင့်ရေးရိုဟင်ဂျာလူခွင့်ရေးဗမာမွတ်စလင်လူခွင့်ရေးတိုင်းသားခွင့်ရေးကိုတရားနည်းလမ်းကြတဲ့နည်းတွေနဲ့တိုက်ပွဲဝင်နေမယ်တစ်ဆက်ထဲမှာပဲတဟဇာတာဖြစ်မှုဘာလို့ဒီတိုင်းပြည်မှာကဒီနယ်နိမိတ်ထဲမှာဒီလူတွေအားလုံးအတူတူနေကြရမှာဒီလူတွေအားလုံးကတယောက်နဲ့တယောက်အမြင်ကျအောင်တန်တရားရှင်းအောင်တယောက်နဲ့တယောက်ဒီအမုန်းတရားတွေ short ပါလောက်လုပ်တာဒါလက်တွေ့လဲကြတယ်တကယ်လို့မလွဲမသွေလုပ်ရမယ့်ကိစ္စလည်းဖြစ်တယ်အာမခံချက်လည်းရှိဆိုတော့ရိုဟင်ဂျာတွေဘယ်တော့မှဒီအဆင်ပြေမှာတချို့တွေကပြောတယ်မင်းတို့ဂယူမဆိုင်လည်းပဲဗမာပြည်ကဂယူအတိမမပြုလဲရခိုင်အတိမမပြုလဲကဘာအတိမပြုလဲကဘာလုံးမယ်ဒါအမှမိုက်မဲတဲ့စကားဗျမဟုတ်ဘူးဗျကဘာပေါ်မှာကဘာကဘယ်လိုလုပ်ခင်ဗျားတို့ရှိမှရွာ1000မှာကဘာဘယ်လိုလုပ်လာဆောင်ကြည့်နိုင်မလဲတဘာမချောက်လေခင်ဗျာဒီ community ထဲမှာတဟဇာတာဖြစ်မှုကအရေးကြီးဆုံးပဲဥပဒေနဲ့လုပ်လို့မရဘူးခင်ဗျာဒီနေ့ခင်ဗျာအမေရိကန်မှာလူပြူလူမဲတွေအမြင့်လူပြူလူမဲတွေတန်းတူခွင့်ရေးမဲပေးခွင့်ပေးထားတာလွန်ခဲ့တဲ့နှစ်ပေါင်း50 60တွေကပေးထားတာတန်းတူခွင့်ရေးပေးထားတာဒါပေမဲ့ဒီနေ့အချိန်ဒီလူမဲတွေကိုလူပြူတွေကရဲတွေကအရာရှိပိုင်းတွေကလူမဲတွေကိုမတရားလုပ်တာတွေရှိနေတာပဲလေအဲ့တော့ဒီရှိနေတဲ့ဟာတွေဘယ်လိုလုပ်ကျွန်တော်တို့ကဥပဒေဆိုတာနောက်မှလာတာလေတကယ်တော့ခုနအသက်ပေးသွားတာဒီဒေသခံလူတွေလေဆိုတော့ကျွန်တော်ပြောချင်တဲ့သဘောကဒီ ICC တွေ ICJ တွေတမိုးမထားဘူးလို့ပြောတာမဟုတ်ဒါအရေးကြီးတယ်ဒါဒီ mechanism ကလိုအပ်တယ်ဒါသူ့သဘောနဲ့သူဆောင်ပြီးလာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကတာဝန်ကကျွန်တော်တို့ကဒီလူဖွဲ့စည်းတဲ့မှာတာဇာတာဖြစ်မှုနားလည်မှုဖြစ်အောင်ဒါကနံပါတ်1အရေးကြီးဆုံးပဲဆိုတော့ကျွန်တော်ထောက်ပြခြင်းတယ်နောက်ကမိုက်ကယ်အဲရင်ကမသိလို့မေးတာနော်တဲ့ကဲရလူစိတ်မရှိပါဘူးတဲ့ရိုဟင်ဂျာကတက်ဘင်္ဂါလီကတက်ဆိုရင်တဲ့ရိုဟင်ဂျာလူမျိုးတွေရဲ့ပုံမှန်တရားတွင်ပြင်ကဘာကြောင့်ဘင်္ဂါလီနဲ့တူနေရတာလဲအေးဘောရဒါလေလူတွေရဲ့တော်တော်ခက်တယ်ဗောနော်ခက်တယ်တော့မဟုတ်ပါဘူးလူတွေရဲ့အစွဲလေးဗောသူတို့ချင်းလေးကြီးတဲ့ပုံမှာသူတို့ဒီလိုပဲမြင်တာဗောနော်ခင်ဗျာတေချာစဉ်းစားကြည့်မဲနေတဲ့ရခိုင်တွေအများကြီးရှိတာပဲဗျာခင်ဗျာဘင်္ဂါလီနဲ့တူတဲ့ရခိုင်တွေအများကြီးရှိတာပဲခင်ဗျာခုနတို့ဒေါက်တာအေးမောင်တို့ဒီဦးလာစောတို့ခင်ဗျာမုတ်စိတ်လေးတက်ပြီးတော့အုတ်ထုတ်လေးစောင်းပေးလိုက်ကြည့်ပါလားအင်ကြီးရှည်လေးဝတ်ပေးလိုက်ကြည့်လားရခိုင်တော်လည်းလှုပ်လာအဲ့ဒီလူကိုတခါတည်းရိုဟင်ဂျာဆိုတော့အရေးခင်းဖြစ်တော့ဆိုသူ့ရိုက်တတ်မှာပဲနော်ဆိုတော့ဗျာမဟုတ်လေဗျာခင်ဗျာခုနနောက်ဆုံးကုန်ပြောမယ်ဗျာဒေါအောင်ဆန်းစုကြည်ဖြူဖြူတော်တော်ချောချောလေးလှမလှဗျာခင်ဗျာသိတယ်ဗျာသူ့ကိုရင်အောင်ဆန်းဦးကြည့်လိုက်ဗျာကိုအောင်ဆန်းဦးကိုကြည့်လိုက်ဒါကျွန်တော်ခင်ဗျားတို့ဥမာပုံပေးတာပါကိုအောင်ဆန်းဦးခင်ဗျာအုတ်ထုတ်ဆောင်မိုးစစ်တက်ပေးလိုက်စမ်းခင်ဗျာဗလီမတော်လူကြီးတော်လုပ်လို့ရတယ်ဗလီလူကြီးတော်လုပ်လို့ရတယ်နော်ဆိုတော့ဒါမောင်နှမအရင်နော်ဒါတွေကဗီဇတွေချင်းနေနဲ့ဆိုင်နေဗျာနော်သူကဗမာဆိုတာကတိဘက်တို့ဘာမင်းနဲ့အိန္ဒိယနဲ့ပေါင်းဆက်ထားတယ်ဆိုတာဗမာတမိုင်းဗုဒ္ဓဘာသာတမိုင်းဆရာကြီးအကုန်လုံးပြောနေတာဒီကရှေ့တော့ဗမာတွေဓာတ်ပုံတွေအများကြီးရှိတာဗျာမဲတူးနေတယ်အများကြီးဒီလောင်ပြဦးအောင်စီရဆိုရင်လည်းပထုံးရောင်ကဲ့သို့နက်ပြောင်တော့အသားရောင်ရှိတယ်ဆိုတော့ပြောထားတာရှိတာဗျခင်ဗျာဒီရောမင်းကြီးဦးဖိုးလိုင်းတို့ဘာတို့ဒီမင်းကုန်းမင်းကုန်းတိုင်းမင်းခုံတိုင်းတို့ဘာတို့ကြည့်လေဗျာမင်းတို့မင်းကြီးတို့ဘာတို့မဲတုတ်ညူတွေယူပါပဲဆိုတော့သူဒီကုနာဒီ DNA ရဖြူတာလည်းရှိမှာပေါ့မဲတာလည်းရှိမှာပေါ့ဗျာဆိုတော့ရခိုင်မှာလည်းကုနာရခိုင်ဆိုတာလည်းကုနာအာရီယန်နဲ့ဗုဒ္ဓဘာသာရခိုင်နဲ့ဗမာနဲ့အတူတူပါပဲအာရီယန်နဲ့မင်္ဂလိုင်းနဲ့ရောထားတာပဲနော်ဒါအာရီယန်နဲ့ရောထားတယ်ကလားသွေးပါတယ်ဆိုတာကြောက်စာပညာရှင်ဦးဆန်ရွှေဘူးလည်းရေးထားတာပဲဆိုတော့ဒီ DNA တွေရဲ့လှုပ်ရှားမှုရာ
ဖြူတဲ့လူလည်းဖြူမှာပေါ့ဗျာမဲတဲ့လူလည်းမဲမှာပေါ့လူတယောက်အသွင်ပြင်နဲ့ကြည့်ပြီးတော့ဒီလူကဟိုဘင်္ဂါလီဒီလူကအဲ့လိုတော့မဖြစ်နိုင်ပါဘူးဗျာနော်နောက်တစ်ခုကပါလဲကိုမြတ်သူတဲ့ NUGR NLD အသက်ထက်ပေါက်ဖွာလာတာကြောင့် racism အတွေးခေါ်ရှိနိုင်ပါသေးတယ်ဒေါက်တာဆာဆန်နဲ့ဒေါက်တာဇာနီတို့ရိုဟင်ဂျာအရေးသဘောထားရပ်တည်ချက်များအပေါ် NUG နဲ့သဘောထားတူကြပါမလား80နှစ်နိုင်ငံသားဥပဒေကိုမပြင်အနောက်ကဘာက NUG ကိုဆက်လက်ထောက်ခံပါမလားတဲ့မေးကြည့်တာပါတဲ့ကျေးဇူးတင်ပါတယ်တဲ့racism ဆိုတာကတော့အတွေးခေါ်ဆိုတာကတော့ခင်ဗျာကျွန်တော်တို့မွတ်စလင်ချင်းချင်းမှလည်းရှိတာပဲဗျာဗမာရင်းမှလည်းဗမာချင်းချင်းမှလည်းခုနကတော့အညာသားတို့ဘာတို့အောက်သားတို့ဘာလို့ရှိတာပဲရခိုင်မှာလည်းအနောက်သားတို့ဘာလို့ခင်ဗျာရှိတာပဲဗျာဆိုတော့ဒါတွေကိုကျွန်တော်တို့အသိနဲ့ထိန်းရမှာပေါ့ဗျာတယောက်နဲ့တော့ဒီဟာတွေကိုကလေးတွေအားစကိုကတင်ပေးရမှာပေါ့နော်ဆိုတော့ဒီဟာတွေကိုဥပဒေတွေနဲ့လည်းကျွန်တော်တို့ပြင်ဆင်ရမှာပေါ့ကျွန်တော်တို့တကယ်ပဲဒီမိုကရေစီနိုင်ငံတော်တိုးတက်စီပင်အေဂျင့်တာယာတဲ့နိုင်ငံတော်တိဆောက်ရှင်တော့ဒီ racism ကိုဖြုတ်မှရမယ်ဗျစင်ကာပူဘာလို့စင်ကာပူမှာသွားရောက်မတူတဲ့လူတွေအများကြီးပဲဗျသမ္မတမွတ်စလင်ဗျဟိုမှာပါလဲဟိုကဝင်းကြီးချုပ်ကတရုတ်ဗျဟိုကာကွယ်ရေးဝင်းကြီးလားပါလားဟိန္ဒူလားပါလားအများတန်းသူနေတာပဲသူတို့ရှင်မှာဥပဒေနဲ့တန်းတူညီမျှမှုထားတယ်ဗျဒါပဲတန်းတူညီမျှမှုထားရင်နိုင်ငံသားတွေက level playing field မှာရှင်ပြိုင်နေရရင်သူတို့တိုင်းပြည်တိုးတက်တာပဲတယောက်ကိုအခွင့်အရေးပေးတယောက်ကိုနှိမ့်ချရင်အခွင့်အရေးရတဲ့ကောင်ကအည်သွေးညံ့သွားတော့ပေါ့သူကငါဘာမှမလုပ်ဘလဲငါဗမာဖြစ်တဲ့အတွက်ကြောင့်ငါရမှာပဲဆိုသူမကြိုးစားတော့လူရည်လူသွေးညံ့သွားတော့ပေါ့ဟိုလူကလည်းသူ့ရည်ရှင်းရှိတော့မရတော့တိုင်းပြည်အတွက်အကျိုးမရှိဘူးပေါ့နော်ဆိုတော့ဒါတွေကမကောင်းပါဘူးဒါတွေကိုကျွန်တော်တို့အမြန်ဆုံးပယ်ဖြတ်ပါနော်ဒေါက်တာဇာနီနဲ့ဒေါက်တာဆာဆာတို့ရိုဟင်ဂျာရေးသဘောတူညီပေါ်မှာ NUG နဲ့သဘောထပ်တူကြပါမလားကျွန်တော်ယူဆတော့ကြမယ်မထင်ဘူးပေါ့နော်ဒါပေမဲ့ NUG ကလမ်းကြောင်းမှာရှိပါတယ် NUG ကိုကျွန်တော်သဘောမကျတာမကြိုက်တာကခုနကာကွယ်ရေးတပ်တွေဖွဲ့ပါတွေဖွဲ့ပြီးတော့ဟိုမဖြစ်နိုင်တာလုပ်တယ်လို့ကျွန်တော်မြင်ဗျာကျွန်တော်အဲ့လိုယူဆလို့မကြိုက်တာဗျာဒါပေမဲ့ခုနလို NUG ရဲ့ခုနဒီနေ့သူ့ရဲ့နိုင်ငံရေးလမ်းခင်းပုံပေါ့နော်သူ့ရဲ့နိုင်ငံရေးမှတ်တမ်းတွေတိဆောက်ပုံပေါ့ဒါတွေကအင်တာအားရကြကောင်းပါတယ်ဒါဗမာသမိုင်းမှာသူတို့လုံနိုင်တယ်လို့ကျွန်တော်တို့ဘယ်အစုဖွဲ့မှာမလုံနိုင် NLD 9နှစ်10နှစ်ကာလတုန်းက NLD တဲ့ဘယ်တော့မှမလုံနိုင်ခဲ့ဘူးမလုံရှင်ခဲ့ဘူးပေါ့နော်ဆိုတော့ NUG ကဟိုလမ်းကြောင်းမှန်မှာရှိပါတယ်ကျွန်တော်တို့စိတ်ရှည်ဖို့လိုတယ်အားပေးဖို့လိုတယ်ပေါ့နော်နောက်80နှစ်နိုင်ငံသားဥပဒေမပြင်အနောက်ကဘာ NUG ဆက်လက်ထောက်ခံပါမလားဒါကတော့အမေရိကန်ကတော့ပြောင်းပြောလိုက်ပြီလေဒီ80နှစ်နိုင်ငံသားဥပဒေပါဝင်ပေါ့ရိုဟင်ဂျာတွေတန်းတူမွတ်စလင်တွေတန်းတူမရတဲ့ဒီဥစ္စာရှိနေရင်တော့ခင်ဗျားတို့ကျွန်တော်မထောက်ခံနိုင်ဘူးဆိုအမေရိကန်ပြောင်းပြောလိုက်ပြီပဲနော်သူတို့လည်းပဲခုနတန်းတူပေးပါမယ်ဆိုပြီးတော့ပြီးခဲ့တဲ့2ရက်3ရက်ကသူတို့လည်းအဲ့လိုရိုဟင်ဂျာတွေကိုတန်းတူအသိမှတ်ပြုမယ်လို့ပြောတော့ပေါ့ဒါပေမဲ့80နှစ်နိုင်ငံသားဥပဒေကဒါကဟိုရင်းကြီးဖြစ်နေတယ်ခလုတ်ကသိန်းကြီးဖြစ်နေတယ်ဆိုတော့80နှစ်နိုင်ငံ2008အခြေခံဥပဒေကိုဖျက်သိမ်းနိုင်တယ်ဆိုရင်ဒီ80နှစ်နိုင်ငံသားဥပဒေဆိုတဲ့ဒီတာမန်ဥပဒေကိုဘာလို့ NUG မဖျက်သိမ်းတာလဲဖျက်သိမ်းတဲ့နေဒါကဟိုမွတ်စလင်တွေကိုဟိုတန်းတူနိုင်ငံသားမဖြစ်အောင်မွတ်စလင်တွေကိုကျွန်ဖြစ်အောင်မွတ်စလင်တွေကိုနိုင်ငံမဲ့ဖြစ်အောင်နိုင်ငံမဲ့ဆိုတဲ့စကားလုံးကျွန်တော်အလွယ်တကူသုံးတာမဟုတ်နော်အဲ့ဒီထဲမှာပါအောင်ပါတယ်ဆိုတော့ဟို तू ကဒင်းပြနိုင်ငံသားမဖြစ်လို့ရှိရင်နိုင်ငံတော်အစိုးရနေတော့အချိန်မီနိုင်ငံသားအဖြစ်ကရက်ကျုပ်သိမ်းနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့မွတ်စလင်တွေကဒင်းပြနိုင်ငံသားမဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနိုင်ငံမဲ့ဖြစ်အောင်အချိန်မီလုပ်နိုင်တယ်ဆိုတော့ဒါကနိုင်ငံသားချင်းချင်းဟိုကျွန်နဲ့သခင်လူဒန်းစားခွဲတဲ့ဥပဒေဖြစ်တယ်ဒါဒီနေ့21ရာစုမှာမရှိသင့်ဘူးခုနအနောက်အမေရိကန်အမေရိကန်အမတ်ကြီးလည်းပြောတယ်ခင်ဗျာဖိုးဖွားလက်ထက်တွေကဒီမှာရှိနေတဲ့လူတွေကိုအခုထိနိုင်ငံသားမပေးသေးဘူးဆိုခင်ဗျားတို့ကမလွန်ဘူးလားဆိုတာဒါတကယ်ဟိုတော်တော်ဆိုးပါတယ်နော်ဆိုတော့ဒါကတော့ပြင်ဖို့လိုပါတယ်နော်နောက်တစ်ခုကကိုရှိုင်းနေခဦးတဲ့နိုင်ငံတော်ရဲ့အနာဂတ်အတွက်ဘယ်သူတွေနဲ့လက်တွဲပြီးဘယ်လိုဆောင်ရွက်နေဖို့လိုနေပြီလဲတဲ့ရှင်းပြပေးပါစစ်မှန်တဲ့ဒီမိုကရေစီကိုလိုလားပါတယ်နိုင်ဘယ်သူတွေနဲ့လက်တွဲလူတော့ကျွန်တော်ကတော့မပြောချင်ဘူးဗျအဲ့လမ်းကြောင်းမှန်တဲ့လူတွေနဲ့လက်တွဲပေါ့ဒါပဲခင်ဗျားတို့လူကိုတိတ်အားကိုးလုံးအားကြည့်အမေစုဆိုရယ်အမေစုမှားလည်းပဲအမေစုနောက်ကိုကင်မိရတာဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီချိန်မှာတော့
ဘယ်သူနဲ့တွဲမလို့ဒီနေ့ဒီအချိန်မှာတော့လူလူအတွက်ကတွဲစရာ NUG ပဲရှိတယ်CRPH ပဲရှိတယ်နော်ဒါပေမဲ့သူတို့လုံနေတဲ့လမ်းကြောင်းတွေအကုန်လုံးကိုတော့ကျွန်တော်လက်ခံတယ်ခုနဒီလက်နေကန်ဒေါ်လာကြီး PDF ကိုတော့ကျွန်တော်လုံးဝလက်မခံဘူးเนาะဆိုတော့နောက်တစ်ခုကကိုအောင်ကေးကဘယ်ဘက်မှာနေသင့်တယ်လဲတဲ့ဘယ်လိုနေသင့်တယ်လဲဒါကတော့လူလူဘက်ကနေပေါ့ဗျာလူလူကြိုးစီဝါကြည့်ပေါ့ဗျာနော်လူလူခံစားသူတို့ခံစားပေါ့ဒါအမှန်ဆုံးပါပဲနော်နိုင်ရေးပါတီလည်းလူလူနဲ့ကင်းကွာရင်ဒါကြဆုံးတာပဲတမ်းမလို့လည်းလူလူနဲ့ကင်းကွာရင်ဒါမင်းရဲ့ဓာတ်တွေလှန်နေတာကျိုးခွေသွားမှာပဲနော်ကျိုးကြည့်ပြီးတော့ခွေသွားမှာပဲဆိုတော့လူလူဘက်ကပဲရပ်ပါကိုကျော်သက်ထွေးကလက်ရှိမြန်မာနိုင်ငံရေးကသိတဲ့အတိုင်းပဲထိလည်ရှာလည်နေပါတယ်တဲ့ဒါကြောင့်လက်နဲ့မရှိတဲ့ပြည်သူနဲ့စစ်တပ်ဘယ်လောက်ထိတိုက်ခိုက်မှုထပ်ရှိနေဦးမလဲတဲ့ပြည်ရင်ညှိနှိုင်းဆွေးနွေးမှုပေါ့တဲ့ညှိနှိုင်းဆွေးနွေးမှုကဘယ်သူကသွားရောက်ဆွေးနွေးရင်ထိရောက်မလဲတဲ့ပိုသက်ရောက်မှုရှိမလဲဒါကိုသိကြပါတယ်တဲ့ဆိုတော့ဒါကထိလည်ရှာလည်တယ်ဆိုတော့နိုင်ငံရေးကတော့ဗမာပြည်မှာထိလည်ရှာလည်ဖြစ်နေတာနှစ်50လောက်ရှိပြီလေဆိုတော့စစ်တပ်နဲ့လက်နက်မရှိတဲ့ပြည်သူနဲ့လက်နက်ရှိတဲ့စစ်တပ်နဲ့ဘယ်လောက်ထိတိုက်ခိုက်မှုရှိနေမလဲလက်နက်မရှိတဲ့လူနဲ့လက်နက်ရှိတဲ့လူနဲ့တိုက်မှာတော့လက်နက်ရှိတဲ့လူနိုင်မှာပေါ့ဗျာနော်ဒါကိုကအသိဉာဏ်သုံးပေါ့နော်ဆိုတော့ညှိနှိုင်းဆွေးနွေးမှုကိုဘယ်သူကလုပ်မလဲညှိနှိုင်းဆွေးနွေးမှုတော့ဒီနေ့လက်ရှိမှာတော့ legitimacy ရှိဆုံးကတော့ဟိုထဲပေါ့ဗျာဒီ CRPH ပေါ့နော် CRPH နဲ့ NUG ပေါ့နော်ဆိုတော့ CRPH နဲ့ NUG ကဒါလျင်နိုင်ငံရေးမှာဥဆောင်ပြီးတော့ဆွေးနွေးရမှာသူတို့ကတောင်းရင်ခံရမယ်လို့ကျွန်တော်မြင်ပါတယ်နော်နောက်တစ်ခုကကိုဇော်မင်းအန်ကယ်နဲ့ဥကိုကိုကြီးကရက်တီချက်ခံယူချက်အတူတူပဲလို့လူတွေကတော်တော်များများပြောကြတယ်ဒီပုံမှာအန်ကယ်အနေနဲ့ဘယ်လိုဖြည့်ရှင်းချက်ပေးကြပါသလဲကျေးဇူးပြုဖြည့်ကြပါအမှန်ပြောမယ်ဆိုတော့ဥကိုကိုကြီးမှမဟုတ်ဘူးဗျာလူအခုခုနဒီမိုကရေစီဘက်ကပေါ့နော်ခုန CRPH ပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ်ကျွန်တော်ခံယူချက်တွေတော်တူကြပါတယ်ဟုတ်ပန်းတယ်လည်းတူကြပါတယ်ဆိုတော့လုံနီးလုံဟန်တော့နည်းနည်းကွာကြတာပေါ့နော်လုံနီးလုံဟန်ကွာကြတာအားလုံးကလူတို့ကိုလွတ်မြောက်စေခြင်းနဲ့ဆရာနာရှင်ကိုပြုတ်ကျစေခြင်းနဲ့ဒီပေါ်မှာယူသားမှုပိုင်းကွာမှာပေါ့ဗျာတချို့တွေကခွင့်ရသမားရှိမှာပေါ့နော်ဆိုတော့ဒီဥပဒေကြီးကအခုဒီကိစ္စမှာသူကဒီရုပ်ောက်ပွဲစီဝေးတက်တာတို့ဒီစစ်တပ်နဲ့ dialogue ဖွင့်တာတော့ဒါကတော့ကျွန်တော်လက်ခံတယ်ဗျဒီဟာကလုတ်ကိုလောက်ရမှာပဲ CRPH တကယ်လို့ CRPH တို့ NUG တို့ကလောက်ခဲ့လို့ရှိရင်သူတို့က stakeholder တွေဖြစ်တယ်ဗျ2020ရုပ်ောက်ပွဲမှာအနိုင်ရခဲ့တဲ့လွှတ်တော်အမတ်တွေရဲ့ကိုစားပြုထားတဲ့လူတွေဖြစ်တယ်တိုင်းပြည်က mandate ပေးထားတဲ့လူတွေဖြစ်တယ်အဲ့တော့တာဝန်ရှိတဲ့လူတွေကတာဝန်ရှိတဲ့အရေးပါတဲ့နေရာမှာမကတဲ့အခါကျတော့ခုနကသူတို့လောက်တာဝန်မရှိတဲ့သူတို့လောက်အရေးမပါတဲ့လူတွေကဝင်ပြီးကကြတာဟုတ်နော်ဆိုတော့အမှန်ကဥစ္စာရင်လို့ဥစ္စာရင်ကခုနကနောက်ဆုံးဗျာဒီကိုကြိုက်တဲ့လမ်းအတိုင်းကိုတွားရင်တော့မှ dialogue ဆိုတဲ့ဥစ္စာကိုတော့မပြစ်ပယ်ကောင်းဘူးဗျ dialogue ကိုပြစ်ပယ်ရင်ဒါနိုင်ငံရေးသမားမဟုတ်ဘူးဗျနော်ဒီဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီကိုဟစ်တလာလင်းယုံကြီးလို့ခေါ်တာဗျလင်းယုံကြီးကိုနိုင်အောင်တိုက်တာအင်္ဂလန်ဝန်ကြီးချုပ်ဝက်စတန်ချာရှီပေါ့နော်ဝက်စတန်ချာရှီကကျွန်တော်ချင်းသေးကြီးလို့ခေါ်တာပေါ့လိုင်းလို့ဆိုတော့ဝက်စတန်ချာရှီကဒါစစ်ပွဲကိုသူဒါစစ်ဗိုလ်ချုပ်တယောက်မဟုတ်ဘူးနော်ဒါပေမဲ့ဒီမာဗျူအောင်သူချပြီးတော့ဒီစစ်ပွဲကိုသူတိုက်တာပေါ့နော်တိုက်တော့အောင်မြင်တော့သူနာမည်ရတာပေါ့မအောင်မြင်တော့သူနာမည်ပြတ်မှာဆိုတော့သူကဒီလိုအတွေ့အကြုံရှိတယ်ဒါပေမဲ့သူဘာပြောလဲဆိုတော့ Jojo is better than Wawa ပေါ့နော် Jojo ဆိုတာမေးပေါ့မေးစကားပြောတာပေါ့မေးချင်းတိုက်တာ ਨੇ စကားပြောရင်စကားနဲ့တိုက်တာ Wawa စစ်ပွဲမှာတိုက်တာနဲ့ပိုကောင်းပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီ21ရာစုမှာတရုတ်ပြည်ရဲ့ဒီ geopolitics အနေအထားအရတရုတ်ကိုတိုင်းသားတွေလည်းဘယ်သူမှမလွန်ဆန်နိုင်ခင်ဗျားတို့သိတယ်ဗျာတရုတ်ကိုဗမာဆိုရတယ်မလွန်ဆန်နိုင်ခင်ဗျားတို့သိနေဗျာဗမာပြည်မှာရှိတဲ့စီးပွားရေး infrastructure တွေအားလုံးကိုတရုတ်ကချုပ်ကန်ထားတယ်ဗျာတရုတ်ဘဏ်တွေကိုလည်းတရုတ်ကချုပ်ကန်ထားတယ်ဗျာခင်ဗျားတို့အရှေ့တောင်အာရှတခုလုံးဖိလစ်ပိုင်မလေးရှားအားလုံးမလေးရှားမွတ်စလင်နိုင်ငံအင်ဒိုနီးရှားမွတ်စလင်နိုင်ငံ 90% biggest business တွေအားလုံး90%
business ကြီးတယ်တရုတ်တွေလက်ထက်မှာဗျာဒါမွတ်စလင်နိုင်ငံတွေမှာဆိုတော့ကျွန်တော်တို့ကတရုတ်ကိုမမုန်းဖို့ကတော့မမုန်းလို့မရဘူးဗျာဒါပေမဲ့တရုတ်ကိုကျွန်တော်တို့ယုံကြည်လို့မရဘူးဆိုတော့လည်းယုံကြည်လို့မရဘူးဗျာဒါလည်းမှန်တယ်ဒါပေမဲ့ဒီပုံမှာကျွန်တော်တို့ကလက်ရှိအနေထားမှာကျွန်တော်တို့ကအားလုံးကောင်းတဲ့ strategy ကိုချရမှာပဲချရမှာဆိုတဲ့အခါကျတော့ခုနဒီလက်ရှိ CRPH တို့ဘာတို့ကဒီလက်နက်ကန်တိုက်ပွဲဆိုတာဗမာပြည်မှာခုနဒေါအောင်ဆန်းစုကြည်ပြောသလိုပေါ့ဗျာဒေါအောင်ဆန်းစုကြည်ဗမာပြည်မှာဒီမိုကရေစီဆိုတာစစ်တပ်အလိုရှိသလောက်ပဲသက်ရှင်နေတယ်ဒါကိုကျွန်တော်ဖြည့်ဆွဲပြီးကျွန်တော်ပြင်ပြီးပြောရတယ်ဗမာပြည်မှာရှိတဲ့လက်နက်ကန်တိုက်ပွဲဆိုတာကျွန်တော်တိုင်းသားတွေကိုသေးသေးအောင်ပြောတာမဟုတ်ဘူးနော်တိုင်းသားတွေကဘာပဲဖြစ်ဖြစ်မရှိတာနဲ့ဆက်တိုက်ပါပဲဒါသူတို့သေးသေးအောင်ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကဒီမဟာဗျူဟာကြကြအမြင်နဲ့ကျွန်တော်တို့ခြုံပြီးတော့ရေဘွားစကားကိုပြောမယ်ဆိုဗမာပြည်ရဲ့လက်နက်ကန်တိုက်ပွဲအသက်ကလည်းခုနတရုတ်ပုံမှာမိတီတာပဲဗျ။အဲဆိုတရုတ်ကပဲလက်နဲ့ဒီဝါတို့ဘာတို့ကချင်တို့ပေးတယ်အဲ့ဒီကတဆင်ရခိုင်တို့ဘာတို့ရတယ်ပေါ့နော်။ထိုင်းဘက်ကဆိုလက်နက်ကမဝင်တော့ဖြစ်သွားပြီဗျ။နော်ဆိုတော့ထိုင်းက policy လုံးဝပြောင်းသွားပြီ။တရုတ်ကကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမှန်တရုတ်ကိုတရုတ်ပြမဟုတ်ဘူးတရုတ်ကတော့သူ့အကျိုးသူရှာမှာပဲဗျ။သူဘယ်သူမှကြီးဆိုင်တာမဟုတ်ဘူး။အာဖရိကမှာပဲလေဒီလိုပဲသူ့အကျိုးစီးပွားရှိမယ်ဆိုဘယ်သူသေးသေးသူကြီးဆိုင်တာမဟုတ်ဘူး။ကျွန်တော်တို့ခေါင်းဆောင်တွေတုံးမကြတော့တရုတ်ကိုစန့်ကျင်လို့မရအောင်ညှင်းဆန်လို့မရအောင်ဒါပေမဲ့မိမိကောင်းဆောင်လက်မစားဘူးမိမိလူမျိုးမိမိတိုင်းပြည်ပေါ်မှာမှန်မှန်ကန်ရက်တည်မယ်ဆိုခုနလီကွန်ယူလို့ပေါ့ဗျာလီကွန်ယူလည်းတရုတ်ပဲသူ့ကိုလည်းတရုတ်ကဖိတာပဲဒါပေမဲ့တရုတ်သူ့နိုင်ငံသေးသေးလေးဈေးရွက်လောက်ကိုတရုတ်ကဗမာနဲ့ပို့လေးစားတယ်နော်ဘာဖြစ်လို့လေးစားလဲတိတ်ခါရှိတဲ့ကောင်းဆောင်တွေရှိလို့ပေါ့နော်ကျွန်တော်ရှိတဲ့ကောင်းဆောင်တွေလက်စားတဲ့ကောင်းဆောင်တွေကြီးပဲလေဗျာနော်တရုတ်ကစီမံကိန်းတစ်ခုလုပ်ရင်90ရာခိုင်နှုန်းပေး20ရာခိုင်နှုန်းပေးဒါနဲ့လှုပ်စားနေတရုတ်ကလည်းရောက်ပေးမှာပေါ့သူကသူ့လို့ဖို့ကြီးကြီးဆိုတော့မိမိခေါင်းဆောင်အရင်ရှင်းရှိဖို့လိုပါတယ်နော်ဆိုတော့အန်ကယ်လိုမျိုးကိုမြတ်သူအန်ကယ်လိုမျိုးတမိုင်းလေးလာသူတယောက်ဖြစ်ချင်တယ်တဲ့ဘာတွေလေးလာမလဲကျေးဇူးပြုပြီးလင်းပြပါတမိုင်းဆိုတာအခုမနေ့ကဆိုတာလဲတမိုင်းပဲဖြစ်သွားပြီဗျဆိုတော့တမိုင်းကိုတကယ်လေးလာသူဖြစ်ချင်ရင်တော့ခင်ဗျာနေ့စဉ်သတင်းတွေကိုဖတ်နေ့စဉ်အချက်လက်တွေရှာသတင်းတွေမှာဒီသတင်းတပုတ်တွေရဲ့သတင်းတပုတ်ကိုရေးတိုင်းခင်ဗျာသတင်းတပုတ်တိုင်းရဲ့အထက်မှာတမိုင်းတွေပါလာတတ်တယ်အဲ့ဒါလေးတို့မှနောက်အချိန်ရလို့ရှင်တမိုင်းစာအုပ်တွေဖတ်ခင်ဗျားတို့အဝင်မရှိပဲအထွက်မရှိဘူးနော်အခုကျွန်တော်ဘာကြောင့်ပြောနေလဲကျွန်တော်အဝင်ရှိလို့ကျွန်တော်ထွက်ပြောနေတာပေါ့ကျွန်တော်မလေ့လာပဲကျွန်တော်အိတ်နေပြီခင်ဗျားတို့ဘယ်လိုလုပ်ကျွန်တော်ဘာနဲ့ဘယ်တွေကကျွန်တော်ရှာပြီးပြောမလဲဆိုတော့စူးစမ်းပါဗျစွတ်တူပြူပေါ့နော်စွတ်တူပြူပေါ့နော်ဆိုတော့စာဖတ်ပါများဖတ်ပါဒါဆိုရင်တမိုင်းကတည်သွားမှာပေါ့နော်ကိုကြီးကအသက်ကြီးပါပြီတဲ့ဖះတရားလုပ်ပါအောင်ဩအေးအဲ့ဒါလည်းခက်တော့ခက်တယ်လားအမှန်ဒါကျွန်တော်ဖះတရားလုပ်နေတာဗျာအဲ့ဒါဘုရောဘာသာအမြင်မှာတော့တမျိုးပေါ့ဗျာဘုရောဘာသာအမြင်ဆိုတာကသူကလူလောကကိုစွန့်ခွာပြီးတော့တရားထိုင်တော့ဖះတရားလုပ်တယ်လို့ထင်တယ်မဟုတ်ကျွန်တော်တို့မှာအစ္စလာမ်အဲ့လိုမဟုတ်စံလောကီလောကုတ်တရားပေါ့ကျွန်တော်တို့မှာဟူကိုကူလာနဲ့ဟူကိုအဘတ်ဆိုရှိတယ်အလတောင်ဝင်နဲ့လူသားတောင်နှစ်ခုလောက်တမန်တော်မြတ်ကြီးကိုဒီနေ့ကဘာပေါ်မှာအကြီးမြတ်ဆုံးလူသားအဖြစ်ဘာလို့ပေးတာလဲကဘာပေါ်မှာအင်အားအကြီးမြတ်ဆုံးဧကရဖြစ်တယ်ကဘာပေါ်မှာအဆောင်ရောင်ကဲမဲ့ဆုံးဘုရင်ဖြစ်တယ်အဆောင်ရောင်ကဲမဲ့ဆုံးသူ့လောက်ဆင်းရဲတယ်လို့မရှိဘူးဒါပေမဲ့သူ့လောက်အာဏာရှိတယ်လို့သေဆိုသေရှင်တယ်သူ့လောက်ဒီတကောအာဏာရှိတယ်လို့မျိုးဆိုတော့ဒီတရားအများကြီးပေါ့ပြောမှဆိုအများကြီးဆိုတော့ကကျွန်တော်တို့ကတော့ဒါဖျားတရားလောက်တာပဲလူသားကောင်းကျိုးလူသားမှန်များဖျားသခင်ကဖန်ဆင်းထားတာဝက်ကိုလည်းဖျားသခင်ကဖန်ဆင်းထားတာဝက်တကောင်ကိုကျွန်တော်တို့မစားလို့ဖျားသခင်ကမစားလို့ပြောလို့ကျွန်တော်မစားဝက်တကောင်ရင်ငတ်လို့မတိုက်လို့ရှိရင်တဲ့အဲ့ဒီဝက်ကတရားစင်ရင်တဲ့နေ့မှာအလာကိုတိုက်နေဒီမွတ်စလင်ကကျွန်တော်ရင်ငတ်တော့မတိုက်ပါဘူးအဲ့ဒီရေမတိုက်တဲ့မွတ်စလင်ကိုအလာကအရေးယူမယ်ကျွန်တော်တို့အဲ့လောက်တော့သင်ကြားတာဆိုတော့လူချင်းဘုရားသခင်ရဲ့ဘုရားရှိခိုးမှုဥပုသ်ဆောင်မှုမနိုင်နိုင်ဘုရားသခင်ကငါမင်းတောင်းမှရင်ငါခွင့်လို့မယ်လူတောင်းကိုမကြည်ပြုံမင်းတောင်းမှလည်းငါခွင့်မလို့ဘူးမင်းအဲ့ဒီမင်းမကြည်ပြုံမကြည်ပြုံခဲ့တဲ့လူတွေမင်းစော်ကားတဲ့လူတွေသွားတောင်းမှာဒီလိုပြောထားတာပေါ့နော်ဒါအခုကျွန်တော်လုပ်တဲ့ဘုရားတရားပါပဲဆိုတော့ဟီကာယတ်အယ်ဆမ်တဲ့အန်ကယ်ဆလမ်ဘာရဲ့82နဲ့21နိုင်ငံရေးခင်းချင်းကွာရှောင်းမှုဘာတွေလဲပြတယ် ICJ ကကမ္ဘောဒီးယားလိုပဲအမြင့်ပြတ်သွားမှာလားအမြင့်ပြတ်သွားမှာလားဒီတက်ပိုကောင်းတဲ့အမြင့်ပြတ်မှုရှိမလားအာဏာရှင်တရားခိုင်မြဲဖို့
လူမျိုးဘာသာပြောင်းသွားနိုင်လားမြန်မာနိုင်ငံကြီးဘယ်နှစ်လောက်ခေတ်နောက်ကျသွားနိုင်လဲတိုးထိုးဖောက်နိုင်တဲ့လူနည်းစုတွေရောပြည်တွင်းမှာဆက်နေဘလို့ဆုံးသက်သွားနိုင်မလားထိုးမဖောက်နိုင်တဲ့လူတို့ကိုပြုပြင်ပေးနိုင်မလားမိကုံများသားတဲ့အတွက်မဖလို့ပါကြည့်80နှစ်ပဲဖြစ်21ပဲဖြစ်ဖြစ်ပါအာနာရှင်ကတော့ရှိနေတာပေါ့ဗျာအာနာအခင်းချင်းကတော့ခုနတာမန်အခင်းချင်းပဲกว่าပါလေအားလုံးကတော့တူပါပဲ ICG အကြောင်းတော့ကျွန်တော်ခုနပြောထားမှလည်းပါပြောပြီးပြီပေါ့နော်ဆိုတော့အာနာရှင်အဖိနှိတ်ခံတွေကတော့အာနာရှင်ကဖိနှိတ်လို့လူမျိုးဘာသာပြောင်းသွားတယ်ဆိုတာတော့မရှိလို့ပါဘူးအာနာရှင်ကမဖိနှိတ်လည်းပဲအခွင့်အရေးကြောင့်လူမျိုးဘာသာပြောင်းတဲ့လူကတော့ရှိမှာပေါ့ဗျာနော်ဆိုတော့ဒါကတော့ဒီလောက်ပါပဲနောက်တစ်ခုကဒီမှာကဒီမိကုံးကဒါကိုတွေးညီရမေးတာပေါ့နော်သူကပြောတာ2010 2020အထိကျွန်တော်တို့ခံစားရတဲ့ဒီမိုကရေစီအတူရတာတော့တော်တော်လေးရတာရှိပါတယ်တဲ့ဒီကနေ့2022ဖေဖော်ဝါရီလ1ရက်နေ့မှာကျွန်တော်တို့တဝိုင်းဘဝကြီးရတဲ့မျိုးဆက်တွေရဲ့ဘဝရိုက်ချိုးဖြစ်စီနင်းရှိအနိုင်ကျင့်လူဘဝဆော်ကားခံလိုက်ရပြီတဲ့ကျွန်တော်တို့ခွင့်ရေးအားလုံးဆုံးရှုံးဖြစ်စီရပြီဖြစ်စီခံလိုက်ရပြီဆိုတော့1988နောက်ပိုင်းမူပွားခဲ့တော့ generation နောက်ရဲ့ကြေကွဲရဆုံးချင်းဖြစ်ရပြီဒါကြောင့်လူကြီးတွေရဲ့စစ်ကြုံဘဝမှာနေခဲ့ရတဲ့ခံစားချက်နဲ့အခု generation ကျွန်တော်တို့တွေခံစားနေရတဲ့ဒီမိုကရေစီအတူရောင်ရတာဘယ်ဟာပို့ပြီးတော့ပြင်းတယ်လဲတို့ပါတော့ကြောင့်နဲ့အန်ကယ်ဦးအောင်တွေဖြေချပေးစေချင်တာကတော့ကျွန်တော်တို့မြန်မာပြည်သူအားလုံးတိုင်းသားများမကြံလိုလားတောင်းတနေတော့ Federal Democracy စစ်ကိုရရှိရန်မြည်တို့အကောင်းဆုံးပြည်သူတန်း90တင်းကြီးညွတ်တဲ့လက်ခံလိုက်နာဆောင်ရွက်နိုင်ပြီးနီလောင်းကိုဖြေချပေးပါရန်ရိုသေလေးစားစွာတောင်းဆိုရပါသည်ဒီမိကတော့တော်တော်ကျဲတော့ဗောနော်ကျွန်တော်တူချုပ်ပဲကျွန်တော်တိတ်လက်ရှင်ကြာနေဆိုတော့နည်းနည်းတူချုပ်ပဲဖြေလိုက်ပါမယ်တန်း90လို့တင်ကြီးဒီမိုကရေစီကျွန်တော်တို့သွားမှာဒီမိုကရေစီဗျာဆိုတော့အာဏာရှင်စနစ်ကိုလက်ခံတဲ့လူတွေလည်းရှိမှာပဲဗျာအမျိုးဘာသာသာသနာနံပါတ်1ဖြစ်ထားတဲ့လူတွေလည်းရှိမှာပဲဗျာဆိုတော့အားလုံးလက်ခံတဲ့ယူဆမရှိတာကိုကျွန်တော်တို့သဘောပေါက်ဖို့လိုမယ်ဒါလေးကိုတော့နားလည်ဖို့လိုတယ်ကျွန်တော်တို့တချို့ဟာတွေဥပဒေနဲ့တားရမယ်လူမျိုးရေးဆွမ်းအောင်ဘာသာရေးဆွမ်းအောင်ဥပဒေနဲ့တားရမယ်လူတွေလွတ်လပ်စွာယုံကြည်မှုကိုယ်ွယ်မှုလွတ်လပ်စွာနိုင်ငံရေးလုပ်ပိုင်ခွင့်တွေလာကာကွယ်ပေးရမှာပေါ့နော်ဆိုတော့ဒီခင်ဗျားတို့10နှစ်ဒီမိုကရေစီရတာဆိုတာလဲဒီအတူပေါ့နော်ဒီရတာဆိုတာလဲပြည်အမှားတော့ဒီအတူရတာတော့မှဒါပြည်မကလူခင်ဗျားတို့လူငယ်တွေခံစားရတာပြည်နယ်ကလူငယ်တွေဆိုရင်အဲ့ဒီမိုကရေစီအတူရတာတော့မခံစားရပါဘူးเนาะခင်ဗျားတို့က2020မှာရှိရဲ့အယောင်ဆောင်ဒီမိုကရေစီရဲ့အရသာကိုပြည်နယ်ကတိုင်းသားတွေလူငယ်လူရွယ်တွေဘယ်သူမှမခံစားရပါဘူးဆရာနာရှင်စနစ်ကလည်းအုပ်ချုပ်နေသေးပဲအားလုံးအတူတူပါပဲကျွန်တော်တို့ပြင်းပြရိုက်တာနဲ့နည်းနည်းရှော့ရိုက်တာနဲ့အတူတူပါပဲเนาะကျွန်တော်ကတော့သိကွာတယ်မထင်ဘူးကျွန်တော်တို့အားလုံးကတော့ဒီလမ်းကြောင်းမှန်ပေါ်မှာပေါ့နော်ဆရာနာရှင်ပြုတ်ချရေးနဲ့ဒီမိုကရေစီရေးလမ်းကြောင်းပေါ်မှာရပ်တည်ဖို့ပဲလိုတာပေါ့နော်ကြံ့ကြံ့ခိုင်ဖို့ပဲလိုတာပေါ့အောင်မြင့်ထွန်းကိုအောင်မြင့်ထွန်းအစိမ့်မရှိပါနဲ့တဲ့ခနဲ့တဲ့သဘောမဟုတ်ပါတဲ့စိတ်ထဲဖြစ်ထားတာလေးဦးလေးဘူးသူကပွားများခြင်းကိုလေးစားပါတယ်ထို့သောဘုရားပွားအတော်များများရှိစေခြင်းတော့ဆိုလိုချင်တာကကိုယ်တိုင်ပဲတတ်သိပြီး၎င်းတို့ကိုသုံးမပြုဘူးဆိုရင်မိမိရဲ့စီးပွားရေးတော်၎င်းမိမိတို့ရဲ့အကျိုးစီးပွားတော်၎င်းမိမိတို့ရဲ့ယုံကြည်သာသနာပေါက်မြောက်အောင်ဖြစ်လက်တွေ့ပြုလှုပ်ဆောင်နိုင်သောမိမိတို့ရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်တာကိုအများမသိပေမဲ့အများအတွက်လှုပ်ဆောင်တာကိုအများကသိကြပေမည်အမေးကထိုစာရပေရပုဂ္ဂိုလ်များသည်အဘယ်စိတ်သဘောထားကြောင့်ပရဟိတတွင်အားနည်းနေကြပါသလဲဆိုတာဖြေကြားပေးပါဒါကတော့စာတက်ရှင်းမတက်ရှင်းနဲ့မတူဘူးဗျကျွန်တော်ယူဆပြောရလို့ရှင်တော့ခုနကဟိုဒီ The Hague မှာအခုရောက်နေတဲ့ဒီဆာဘီယာတွေဘော့စနီးယားတွေတတ်တဲ့ရာဒိုဘန်ကာရာဂျေဆိုရင်ဒါတကယ်ဒေါက်တာရှန်ဂျန်တောက်ဖီလိုဆိုဖာတယောက်ပဲဗျနောက်ဒီဂျူးတွေတတ်တဲ့ဂိုဘယ်ဆိုလေဒါဒေါက်တာဂိုဘယ်ပဲဗျဟိုအဲ့တော့စာတပေတာဒါနဲ့စာတပင်ပတာဒါနဲ့တော့မဆိုင်ဘူးလို့ထင်တယ်ပေါ့နော်ခုနစာမတပေမဲ့လည်းနှလုံးသားကြီးမားကျယ်ပြန့်တဲ့လူတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဟိုလူစိတ်ရှိဖို့ရည်ကြီးပါတယ်ဒါကတော့ကျွန်တော်အဲ့လောက်ပဲဖြေချင်ပါတယ်နောက်တစ်ခုကကိုမောင်
ညိုနောင် NLD နဲ့စစ်ကောင်စီတို့ ICC ICJ အမှုတွင်ဘယ်လိုပတ်သက်နေတယ်လဲဘယ်လိုညှိစွန်းနေတယ်ရှင်းရှင်းလင်းလင်းလူရင်းအချင်းချုပ်ပြောပြပါတဲ့ခုနကကျွန်တော် ICC နဲ့ ICC ကိုပြောပြီးသွားပြီဆိုတော့ဒီကုလသမဂ္ဂလူခွင့်အဖွဲ့ရဲ့ဥက္ကဋ္ဌလုပ်ခဲ့တဲ့ဒီပြီးခဲ့တဲ့လူခွင့်ရေးကုစားပေါ့နော်သူကဗာပြောသွားလဲဆိုတော့ဒီဒေါ်ဆန်းစုကြည်ကဒီလူမျိုးတုံးတက်ဖြတ်မှုမှာသူပါဝင်ပတ်သက်နိုင်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်ဒီတိုင်းပဲရန်ဟီးလီကလည်းအဲ့ဒီသဘောထားမျိုးပြောသွားတယ်ပေါ့နော်ဆိုတော့စစ်ကောင်စီကတော့ထူးပြောကြမရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒါမျိုးခုနကကျွန်တော်ပြောသလို ICC တို့ ICJ တို့ဆိုတာ ICJ ကအခုမှုဆက်နေပြီဒါမြိုင်တော့မှနောက်တော့2နှစ်3နှစ်ဒါအမ်တာမြိုင်နောက်တော့2နှစ်3နှစ်ကြာမယ်ကြာလို့ ICJ ကဆုံးဖြတ်ချက်ချရင်လည်းဘုဒ္ဓရူမောင်ဖြူမောင်နီဆိုပြီးတော့ဆုံးဖြတ်ချက်ချမှာမဟုတ်ဘူးဒီတိုင်းပြည်မှာဒီတိုင်းပြည်ကဒီအမှုကျူးလွန်တဲ့အတွက်ကြောင့်တာဝန်ရှိတယ်ဒီအမှုကိုတကယ်ကျူးလွန်တဲ့လူတွေကိုဖော်ထုတ်အရေးယူပေးဖို့ဒါမျိုး recommendation ပေးမယ်ဆိုတော့ဒါကသူနိုင်ငံကိုပဲသူပြောတာပဲဖြစ်မယ်ICC ကတော့အမှုတော်မရှိသေးဘူးဆိုတော့ကြားအောင်ပါပါเนาะဆိုတော့ဒါကြောင့် ICC တွေ ICJ တွေမမျှော်ပါနဲ့သူတို့ကသူ့အရှိန်နဲ့သူတွားနေမယ်ကျွန်တော်တို့မြောင်အောင်လုပ်ခိုင်းလို့မရအောင်နှင်းအောင်လုပ်ခိုင်းလို့လည်းမရအောင်เนาะဘယ်သူကမှပိုမြောင်အောင်လုပ်ပေးနေတယ်ဘယ်သူကနှင်းအောင်လုပ်ပေးနေတယ်ဒါမဟုတ်ဘူးဟိုဒီဟာတွေမဖြစ်နိုင်ဘူးဆိုတော့ကိုလုံနိုင်မဲ့အလုပ်ကိုပဲကိုလုပ်ပါဒါကိုပဲကျွန်တော်ပြောချင်တယ်ကပ္ပိယကျော်ကြီး NASA ကလက်ထက် OIC ပြဿနာအပြီးဖြေရှင်းနိုင်ပါမလားခင်ဗျာ OIC ပြဿနာကျွန်တော်တို့မှမရှိပါဘူးเนาะ NASA ကဆိုခုလက်ထက်ပေါ့ OIC ခင်ဗျားတို့သူပြောချင်တာက ICJ ပြဿနာဖြစ်မှာ ICJ ကတော့ OIC က funding ပေးတာပေးမယ်တရားလိုက OIC မဟုတ်ဘူးဟိုဂမ်ဘီယာဖြစ်တယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲဒါကဟို NASA ကကြောင့်ဒေါ်ဆန်းစုကြည်ကြောင့်မြောင်နှိမ့်အောင်လုပ်လို့မရဘူးသူတို့ရဲ့တက်တေထောက်ထားတရားစီရင်သဘောတရားရပဲဟိုအချိန်ဆက်သွားမှာဖြစ်တယ်။နောက်ကိုဇော်က ICC မှာခင်ညွတ်စီရင်ပါသလားဆရာတဲ့။ဒီခုနကတော့ ICC ကအမှုတော်မရှိသေးဘူး။ဘယ်သူမှလည်းအမှုတော်မတင်ရသေးဘူးဆိုတော့ဘယ်သူမှလည်းခင်ညွတ်လို့ဘယ်သူမှမပါသေးဘူးဗျာ။နာမည်ကိုမရှိသေးဘူး။ကျော်မိုးနိုင်အင်္ဂလိပ်ဗြိတိရှလက်ထက်ကစီရင်ကောက်ယူခဲ့တာတဲ့ဘင်္ဂလီစီရင်မဲ့ကောက်ခဲ့တာတဲ့ခမည်းဆရာကြီးဖြစ်ရှင်နေရင်တဲ့အဲ့လောက်တက်နေရင်ခမည်းထမင်းစားခြင်းထမင်းခူးလိုက်လို့ထမင်းပကံထဲမှာထမင်းလုံးဘယ်နှလုံးလဲဆိုတာခမည်းတိတိကျကျခံမှန်းနိုင်သလားတဲ့ကိုကျော်မိုးနိုင်တော့နောက်တယ်လို့ဆိုတော့ဗြိတိရှလက်ထက်ကစီရင်ကောက်တာဘင်္ဂလီစီရင်မဲ့ကောက်ခဲ့တာဆိုတော့မားတယ်ဗျာအဲ့ဒါလည်းအကုန်တော့မမှန်ဘူးအမှဗြိတိရှလက်ထက်ကဒီမာဝင်ကျွန်တော်မင်းကြီးဒါပက်တန်ပေါ့နော်စာပက်တန်ကနေပြီးတော့စင်းကောက်တာ1825မှာတကောင်စင်းကောက်တာကတော့ဘင်္ဂါလီလို့လည်းမကောက်ဘူးရခိုင်လို့လည်းမကောက်ဘူးဗျဆိုတော့ဒီဘင်္ဂါလီလို့ခင်ဗျားတို့ခေါ်တဲ့လူတွေရိုဟင်ဂျာလို့လည်းမကောက်ဘူးသူကပါလေမွတ်စလင်လို့ကောက်တယ်ဘာမှမွတ်စလင်လူကြီးဒီရခိုင်မှာလူကြီးတသိန်းရှိတယ်အဲ့ဒီ1825မှာလူကြီးတသိန်းမှာလူကြီး3000ကမွတ်စလင်တွေဖြစ်တယ်လူကြီး6000ဒီရခိုင်လည်းမဟုတ်ဘူးသူကမောက်လို့ပြောတယ်မောက်လူမျိုးဖြစ်တယ်နော်ဆိုတော့1824တုန်းကဒီအင်္ဂလိပ်ကဗမာပြည်ကိုသိမ်းတော့ဟိုဒီမောက်အာမီဆိုပြီးတော့ဒီမောက်လူမျိုးတွေရခိုင်လူမျိုးတွေကိုစစ်တပ်ဖွဲ့ပြီးတော့ရခိုင်အင်္ဂလိပ်ကသူရင်ကျေးမှုရအစားအသောက်ရဒလိထုံးတမ်းရသူလူမျိုးလူတွေကိုဂေါ်ရခါတပ်တို့ပန်ချာပီတပ်တို့ဟိန္ဒူတပ်တို့မွတ်စလင်တပ်တို့စစ်တပ်တို့ဒီလိုဖွဲ့တယ်ဗျဗမာပြည်ရောက်တော့လဲသူကချင်တပ်တို့ကရင်တပ်တို့ချင်းတပ်တို့သူဖွဲ့တယ်ဟိုတော့အမိန်ပေးလို့ပို့ကောင်းတယ်သူစီကံထိမ့်လို့ပို့ကောင်းတယ်ဆိုတော့ဒီမောက်တွေကိုလည်းဒီမောက်တပ်ဆိုပြီးတော့မောက်အာမီဆိုပြီးတော့အင်္ဂလိပ်ဘက်ကဝင်တိုက်ပေးတာရှိတော့အဲ့ဒီမှာသူစင်းသွင်းတာမောက်လူမျိုးက6000နော်မောက်လူမျိုးက6000မွတ်စလင်က3000ကျန်တဲ့1000ကတော့ဗမာတို့ဟိန္ဒူတို့မျိုးတို့ခမီတို့ပါတို့ချင်းတို့ပါတို့1000ရှိတယ်ဆိုတော့အင်္ဂလိပ်ခေတ်ကကောက်တဲ့ထဲမှာဘင်္ဂါလီလည်းမပါသလိုရခိုင်လည်းမပါဘူးလို့ဖြေကြားလိုက်ပါတယ်ကိုကျော်မိုးနိုင်ကြီးကိုဟန်ထွန်းဦးကအခုဘယ်ဘက်ကနိုင်နေပြီလို့ခံမှန်းပါလဲအန်ကယ်
နိုင်တာကတော့လူထုပဲနိုင်မယ်ဗျနော်လူထုကခုတ်ရမပြတ်တိုက်ရမသိပဲနော်လူထုကလည်းနိုင်ပါပဲဒါပေမဲ့အခုဆိုရင်အခုကတော့ကာလတို့ပေါ့ကျွန်တော်တို့ကဒီဆက်အာဏာရှင်တိုက်ပွဲကိုစန့်ကျင်တိုက်ပွဲဒီပွဲတစ်ပွဲနဲ့ဆိုကျွန်တော်မှတ်မိသလောက်ဆက်ပွဲရှိပြီ1962အာဏာသိမ်းတဲ့လူထုဟာဆက်လူထုအောင်ကြမှုဆက်တစ်ခုလုပ်ခဲ့ဒီအခုဆိုရင်ခင်ဗျားတို့1000နီးနီးလောက်သိမယ်88လေးလုံးတော့ဆိုရင်3000လောက်သိတယ်နော်ရှစ်လေးလုံးတော့ဆို March ကနေပြီးတော့ September အထိအချိန်ကောင်းနဲ့လုပ်ခဲ့တာဒါပေမဲ့အဲ့ဒါလည်းဖြိုခွဲခံရတာဆိုတော့ကျွန်တော်လည်းသတိပေးတယ်ခင်ဗျားတို့လူထုအောင်ကြွားမှုတစ်ခုတည်းနဲ့ဆက်ရနာရှင်ဖြုတ်လို့မရဘူးလူထုအောင်ကြွားမှုနီလန်တဲ့တွေနဲ့ပေါင်းဆက်ပြီးလုပ်ဖို့ကျွန်တော်အချိန်ချင်းသတိပေးတယ်ပေါ့နော်ဒါပေမဲ့တို့ကလူထုအောင်ကြွားမှုနဲ့လုပ်ခဲ့လူထုအောင်ကြွားမှုနဲ့မရတော့နိုင်ငံတကာအကူအညီတောင်းနေနိုင်ငံတကာအကူအညီမရတော့ဘူးPDF ဆိုတော့တပ်ဖွဲ့ပြီးတိုက်မယ်လုပ်တယ်ဆိုတော့ဒါကတော့နီလန်မမှန်ဘူးလို့ကျွန်တော်ယူဆတယ်ဒီနီလန်အောင်မြင်မယ်လို့လည်းမဟုတ်ဘူးဒီနီလန်အရှိန်ကိုမြင့်လေဒီ NUG နဲ့ CRPH ရဲ့ခေါင်းဆောင်တွေတာဝန်ပိုကြီးလေတာဝန်ပိုခါလေဆုံးရှုံးမှုကြီးလေပဲနော်အဲကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ကတော့ခုနလိုစစ်တိုက်ပြီးခုနဘိုးကျောင်းစားနဲ့တခင်တန်းတွန်းလို့ဒီလိုပဲချင်းပွားကြတယ်လေဒီသူကကွန်မြူနတီအတွေးခေါ်ကတိုက်ယူမှာလွတ်လိုက်ရေးကိုအဲ့တုန်းကနော်ဒီအန်ဂိုလာတော့ဘာကဘာကြီးတစ်ခုလုံးကတခါလေကွန်မြူနတီအတွေးခေါ်နဲ့နေချက်ဆန့်ကျင်လောက်တာပေါ့ဘိုးကျောင်းစားကလည်းပထမဆုံးဗမာပြည်ကွန်မြူနတီပါတီရဲ့တွေးမှုပဲဆိုတော့ကွန်မြူနတီအတွေးခေါ်ကလူတွေကိုအသိဉာဏ်ပွင့်ပေးတာပေါ့နော်ဆိုတော့ထားလိုက်တော့ဆိုတော့ तू ကစစ်တပ်ဒီသူများပေးလို့ရတဲ့လွတ်လိုက်ရေးစစ်မဟုတ်ဘူးတိုက်ယူမှလွတ်လိုက်ရေးဖြစ်တယ်ဒီလိုပြောတာပေါ့ဆိုတော့ဒီလိုပြောတဲ့အခါကျတော့ဘိုးကျောင်းအစားကပြောလဲဆိုတော့ तू ပြောတာရိုးရိုးလေးပဲမတိုက်ဖက်နဲ့ရရင်ဘာလို့တိုက်မလဲဒါစကားရှင်းတယ်ဆိုတော့အခုခင်ဗျားတို့ပြောမှာကျွန်တော်တို့ကမတိုက်ဖက်တောင်းတာပဲသူတို့ကပြစ်တတ်နေတာပဲဒါလည်းဒီ non violent ပေါ့နော်ဒီ civil disobedience ဆိုတာဒီအချမ်းမဖက်လူလှုပ်ရှားမှုဆိုတာနားဘယ်လိုလုပ်ဒါအောင်နားမလည်ဘူးလားအချမ်းမဖက်လူလှုပ်ရှားမှုဆိုတာကအချမ်းဖက်လာတဲ့လူတွေကိုအချမ်းမဖက်ပဲနဲ့ရင်ဆိုင်မယ်ဆိုတဲ့ပွဲလေဟိုအချမ်းမဖက်ပဲနဲ့ကိုလည်းအချမ်းမဖက်ဘူးဆိုဘာလို့အချမ်းမဖက်လူလှုပ်ရှားမှုကိုကြီးကျယ်လှုပ်ရှားလို့လဲမင်းတို့အချမ်းဖက်လာရင်လေငါတို့အချမ်းမဖက်ဘူးဆိုတော့အဲ့ဒါအချမ်းမဖက်လူလှုပ်ရှားမှုနယ်ဆင်မန်ဒဲလာအိုရင်မာတင်လူသာခင်းတို့ဒီမဟတ်မဂန္ဒီတို့လုပ်ခဲ့တာလေဆိုတော့သူတို့ကအကြမ်းဖက်မှာပဲနော်စစ်တပ်ဆိုတော့ပိုအကြမ်းဖက်တာပေါ့နော်ဒါကျွန်တော်တို့စောစောပိုင်းတော့ကျွန်တော်တို့ဟိုအားရှိစရာစကားတွေကြားမိတယ်ပါကျွန်တော်ထင်ကွန်မန့်ကုန်နိုင်မလားမသိဘူးဟိုမအီတင်စာမောင်လားမသိဘူးပြောတာသူတို့ဘယ်နည်းဖမ်းနိုင်မလဲတဲ့တို့ပြည်သူတွေအားလုံးဖမ်းနေထောင်ထဲမထည့်နိုင်ပါဘူးဒါသိကောင်းတဲ့စကားဒါအကြမ်းမဖက်လူလှုပ်ရှားမှုရဲ့တကယ်နီးလမ်းမှန်တဲ့စကားအမှကျွန်တော်တို့ကသူတို့ကိုပြန်ပြီးတုံ့ပြန်လိုက်ရင်သူတို့ကပိုကြီးတာနဲ့တုံ့ပြန်တယ်ကျွန်တော်တို့ကမတုံ့ပြန်တော့သူတို့ကတတ်နေတာဗျာကျွန်တော်တို့ကတုံ့ပြန်ရင်သူတို့ကကြိုက်တာပေါ့ကျွန်တော်တို့ကတုံ့ပြန်ရင်ဒါကိုပုံကြီးချက်ပိုတုံ့ပြန်တာပေါ့ကျွန်တော်တို့ကလေးခွားနဲ့ပြင်သူကအမြောက်နဲ့ထူတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကမတုံ့ပြန်ရင်ဒီမှာကျွန်တော်ဖုန်းတွေပါတယ်အင်တာနက်တွေရှိနေတယ်လေကျွန်တော်တို့ကမတုံ့ပြန်မင်းနေသူတို့ကလူထုကိုတတ်နေပဲဆိုဒါတရင်တွေကကဘာမှာပြတ်သွားမယ်လေဒီဆိုရကြက်မလုံနိုင်ဘူးလူတွေဖမ်းလေခင်ဗျလူတောင်းနဲ့ရှိပြီးလမ်းပေါ်ထွက်လာတယ်လူတောင်းနဲ့ရှိပြီးဖမ်းခံလေရောက်ဖမ်းငါ့ကိုဖမ်းသွားရိုက်မယ်ရောက်တယ်ရိုက်မှာပဲတေးတိုင်းလည်းရှိမှာပဲဒါကပိတ်ဆက်မှုပဲဒါဒီလိုပဲရှိမှာဒါပေမဲ့အဲ့ဒီဟာကဘယ်လောက်ကြာမလဲအခုသွားမဲ့လက်နဲ့ကန်တော်လာရေးကဘယ်လောက်ကြာနှစ်ခုလုံးပေးစားရမှာပဲနော်ဒါပေမဲ့ဘယ်ဟာကပို့ပြီးတော့ဗိုင်ရေးပဲဖြစ်လဲဘယ်ဟာပို့ပြီးတော့လမ်းတိုးတယ်လဲနော်ဘယ်ဟာလူထုအကြနာတယ်လဲတက်ကောင်းဆောင်တွေစဉ်းစားပါနော်နောက်တစ်ခုကကိုဒါကတော့ကိုရက်ခိတမေးပါစေတဲ့မင်းအွန်လိုင်းနဲ့ပြည်သူဘယ်သူနိုင်မှာလဲဒါလည်းခုနမေးခွန်းနဲ့ပါသွားပြီပေါ့ဗျာနော်ရွှေလီပြေကမြမအရေးရှေ့ဆက်ဘာဖြစ်နိုင်တယ်မလဲဆိုတာအဓိကမေးချင်တယ်တဲ့ဒီလိုပဲပြီးသွားမှာလားတဲ့ဘန်ဒီရဲ့ရက်တီချက်ကပါလဲကလေးတွေရဲ့ပညာရေးအောင်ဘယ်လိုလုပ်မလဲအေးပေါ့ဗျာ
ဒီလိုတော့ပြီးလို့မရဘူးပေါ့နော်ဖိနှိပ်မှုတွေရှိနေသူဖိနှိပ်ခံနေရအောင်ကြွမှုကတော့ရှိနေပါပဲနော်ဘာနေဆိုတော့လည်းခင်ဗျားကြီးဘာနေဘလူပိုင်လဲဗျာမိဒါတွေကသိတာပဲဗျာဒီစေအုပ်စုနဲ့အပေါင်းပါတွေခရိုနီတွေပဲပိုင်တာပဲဒီခရိုနီတွေမှာလည်းတချို့လဲလူလူပေါ်မှာဟိုစာနာတဲ့ခရိုနီတွေလည်းရှိပါတယ်ဒါကိုလည်းသိမှပြုပါတယ်ဆိုတော့နောက်တစ်ခုကဘာနေကဒီစီဝိုင်းကြီးကကျသွားပြီလေဗျာအထင်ကိုမရှိကျသွားပြီဆိုတော့ဘာဆိုတာကခင်ဗျားလူထုကသိန်းတသိန်းအပ်ထားရင် तू ကအဲ့တသိန်းကိုရင်ပြီးတော့ तू 10သိန်းပြန်ချေးထားတာလေဘာနဲ့ကဘာမှာဘာနဲ့ရတယ်လို့ပဲလေတသိန်းရှိရင်10သိန်းပြန်ရှိတာလေအဲ့တော့လူတွေကဒီစီးပွားရေးလည်းကြပြီးသူအစိုးရကိုလည်းယုံကြည်မရှိဘူးဘာနေအားလုံးပတ်စံတွေပါလေပြန်ထုတ်မယ်ဆိုရင်ဒီဘာကပြိုလဲသွားမှာပေါ့ခင်ဗျားတို့အမေရိကန်မှာပါချာပရွန်ဘန်တို့ဘာလို့အဲ့လိုဖြစ်ခဲ့တာပဲလေဆိုတော့ဒါကမဖြစ်နိုင်ဘူးဘာဘလို့မှဖွင့်လို့မရနိုင်နော်ဒါသူတို့အပြစ်တင်လို့လည်းမရဘူးတော့ဒီဟာကဒီဘန်စနစ်မရှိရင်ကုန်စည်စီးဆင်းမှုတွေမရှိတော့ဘူးဆိုလို့ရှိရင်လူတို့ကဒီနဲ့ပို့ပြီးကြက်တဲမှာပဲနော်ဆိုတော့ဒါခင်ဗျားတို့ဒီဘလူးနဲ့လူနဲ့တားလူတွေဆိုတော့ပုံပါဒါအတိအကျပဲကျွန်တော်ခဏခဏပြောနေလို့ပဲနော်တားနဲ့တူတဲ့ပြည်သူလူထုကတားနဲ့နာနေဟောဘလူးကသူမကြောက်ဘူးသူကဒီကလေးပြည်သူလူထုလက်ပြတ်သွားမှလည်းသူမကြောက်ဘူးခြေပြုတ်သွားမှခေါင်းပြုတ်သွားမှသူမကြောက်သူရအောင်ဆွဲမှာပဲလူကဒီကလေးကိုသားသမီးပြည်သူလူထုကိုနာမခံနိုင်ဘူးလေဆိုတော့ဒီစစ်တပ်နဲ့တိုက်တာစစ်တပ်ထောင်ပြီးတိုက်တာတဲ့ဆိုင်ရင်ဒီ dialogue လမ်းကြောင်းပေါ့နော် dialogue လမ်းကြောင်း dialogue က तू ကပြောမလားမပြောဘူးလားဒါတွေကတော့အများကြီးရှိတာပဲဒါတွေကလည်းခဲတို့ dialogue အရင်ခုနအကြမ်းမဖက်လူထုလှုပ်ရှားမှုအကြမ်းဖက်လူထုလှုပ်ရှားမှုတကယ်နားလည်ပြီးတကယ်ကျင့်သုံးနေဆိုရင်အဲ့ဒီပုံမှာရပ်ပြီးဆက်သွားမှာပေါ့ဒီတိုင်းပဲ dialogue ကိုတကယ်ယုံကြည်ပြီး dialogue သာအဖြေရှာမယ်လို့ကိုယုံကြည်အဖြေရအောင်ရှာပေါ့ဗျာမပြောသေးအခွန်ခွာသလိုတော့ဘယ်မှမလွယ်ပါဘူးနိုင်ငံရေးဆိုတာကတော့ဒီလိုပဲလှုပ်သွားတာလမ်းကြောင်းမှန်မှုကျွန်တော်တို့ဥတီချက်ကတူတယ်ဥတီချက်က CRPH ပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ်ကိုကြီးပဲဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်အကုန်တူတယ်ဥတီချက်ကတူပြီးသားဥတီချက်ပြောကြမလို့လမ်းကြောင်းမှန်မှုရေးကြည့်တယ်ဒါကိုကျွန်တော်ပြောချင်တာဆိုတော့ကလေးပညာရေးတွေပါလေနော်ဒါတွေကခုနပညာရေးဌာနဒုဝန်ကြီးကပြောသွားတယ်ဟိုမိဘတွေရဲ့ choice ပေါ့နော်မိဘတွေကပညာသင်ရင်သူတို့မတားပါဘူးပြောပါတယ်ဒါပညာရေးဌာနတော့လွယ်ကျယ်လားပါလားမသိဘူးမစိုးဘူးရတော့တယ်တကယ်ဒီ CRPH NUG မှာ sense ဖြစ်တဲ့ဒီ voice တွေတော်နည်းတယ်ဗျမရှိမို့ရှိတယ်နည်းတယ်ဟို senseless ပေါ့နော်ဟိုကနလူဘိန်းကြိုက်တွေရှောက်ပြီးတော့ပြောတဲ့အတန်တွေကပို့ပြီးရှေ့ကိုရောက်ဆိုတော့ဒါတွေကခုနလိုကျောင်းတွေပညာရေးတွေဒါတွေကအရေးကြီးပါတယ်ခင်ဗျားတို့ဘယ်လိုနဲ့နာမှာလဲနော်သူတို့မမီလာရှင်းလေးလုံးပြီးတော့ကျောင်းတွေကိုနှစ်နဲ့ရှိပြီးပိတ်လိုက်တာလေနှစ်တန်းအောင်ပေးလိုက်တာလေခင်ဗျာဒီမျိုးဆက်ကြီးကညံ့ပြင်းတဲ့မျိုးဆက်ဆရာဝန်တွေပွဲရတာတွေကဒီလိုအရေးရှင်းမပြည့်ဘဲနဲ့ပွဲရတာတွေဖြစ်ခဲ့တာလေခင်ဗျာဒီစစ်တပ်ကခင်ဗျားတို့ကျောင်းတွေကိုခင်ဗျားတို့ပြည်သူလူထုရဲ့ကျောင်းပြည်သူလူထုကလေးတွေကိုကျောင်းမတက်ရလို့သူမျက်ရည်ကြမှာများထင်လားဘယ်လိုနဲ့နာမလဲသူတို့သားသမီးတွေကသူတို့ကျောင်းရှိတယ်သူတို့မှာအင်ဂျင်နီယာကျောင်းလည်းရှိတယ်ဆေးကျောင်းလည်းရှိတယ်စစ်တပ်အတွက်သူတို့သားသမီးတွေလည်းကျောင်းရှိတယ်အဲ့တော့ဒီကာလကြီးမှာသူတို့သားသမီးတွေပညာတတ်ဖြစ်သွားပြီနိုင်ငံခြားကိုပို့ပြီးတင်လိုက်ပြီကျွန်တော်တို့ပြည်သူလူထုရဲ့သားသမီးတွေကပညာမရှိတော့မတတ်တော့ဘူးနော်နှစ်တရားနဲ့ပြန်တက်ရမယ်ဘယ်လိုလဲကိုချောက်ကိုတနက်နဲ့ပြည့်တယ်လို့မဟုတ်ဘူးလားဒါတော့ဒီတပိတ်မောက်တယ်တို့ဘာလို့ဒီ non citizen လှုပ်ရှားမှုပေါ့နော်ဟိုအယုံမတက်နေပါညာဆိုတာဒါတွေကအဆင့်တွေရှိတယ် step တွေရှိတယ်အကန့်တွေရှိတယ်အကောင်လုံးပြီးသက်လုပ်ပလိုက်လို့မရဘူးအပြီးသက်လုပ်ပြလို့မရဆိုတော့အခုတောင်ဒါအချိန်ကတော်တော်လွန်သွားပြီအပြက်ဘက်ကိုတော်တော်များသွားပြီဒါပေမဲ့ပြန်ဆယ်လို့ရသေးတယ်ပြန်ဆယ်ပါအသေးစိတ်ပြောနေရင်တော့ကြာမယ်လေနောက်ကိုအောင်လွင်ဦးတဲ့တိုင်းရင်းသား144မျိုးကနေ135မျိုးပြောင်းသွားတာလေတဲ့ပြောပြပါဆိုတော့ဒါလည်းဒါကတော့ဗျာဟိုတဲ့1989မှာအမှန်သူတို့တိုင်းသား135ပြောနေတာတိုင်းသား135ကို1989မှာဗိုလ်ချုပ်စောမောင်မာရှယ်လောနဲ့အတီးပြူတာဗျအဲ့ဒီမတိုင်ခင်ကတိုင်းသား135မျိုးမဟုတ်144မျိုး
ဆိုတော့အခုလည်းပဲကြည့်သူတို့135မျိုးတော့မှဇိုမီမပါဘူးဇိုမီကိုသူတို့ထည့်ထားလိုက်တယ်ဇိုမီဆို136ဖြစ်တယ်မုံဝင်းထည့်ထားတယ်မုံဝင်းမပါဘူးမုံဝင်းထည့်တယ်139ဖြစ်နေတယ်ဒါတွေလည်းသူတို့မပြင်135ပဲဆိုတော့တိုင်းရင်းသားဆိုတဲ့ဥစ္စာလည်းသူတို့ view ဆိုင်တာမဟုတ်ဘူးဗျာအမှန်မွတ်စလင်မုံတီးပဲမွတ်စလင်မပါရေးပဲနော်ဆိုတော့ဒီဟာကိုဘယ်သူမှလည်းပြင်ဖို့ဘာညာဘယ်သူမှစိတ်ဝင်စားပါဘူးနော်ဆိုတော့နောက်တစ်ခုကအောင်နိုင်ထွေးကျွန်တော်သိချင်တာနောက်ဖြစ်ပေါ်လာမယ့်အစိုးရမှာကောလူမျိုးရေးဘာသာရေးခွဲခြားပြီးအုပ်ချုပ်မှာပဲလားတဲ့အေးပေါ့ဗျာဒါလည်းပဲစိုးရင်ကြရရှိတာပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့တွေကအများနဲ့နိုင်ငံရေးအဖြစ်တက်ကြွနေဖို့လိုတယ်မျက်ခြေမပြတ်ဖို့လိုတယ်ဘယ်သူ့မှမယုံဖို့လိုတယ်ဘယ်သူနဲ့မဆိုလက်တွဲရဲဖို့လိုတယ်နှစ်ချက်နော်နံပါတ်1ဘယ်သူ့မှမယုံနဲ့မယုံနဲ့ဆိုတော့သူ့ကိုကျွန်တော်တို့ကတခိုးတမမဟုတ်ဘူးနော်မင်းပြောတာလက်ခံတယ်ဒါပေမဲ့မျက်စိမှိတ်ပြီးမယုံဘယ်သူနဲ့မဆိုလက်တွဲနိုင်ဖို့လိုတယ်ဒါတော့စကားကုန်အောင်ပြောရင်ခင်ဗျာတိုင်းပြည်အတွက်လိုရရင်ခင်ဗျာဒီမှာဒေါအောင်ဆန်းစုကြည်လည်းဗျာဒီမှာ2010ဖွဲ့စည်းပုံကိုလက်မခံနိုင်ဘူးရွေးကောက်ပွဲဝင်မှုဒီရွေးကောက်ပွဲဝင်တိတ်ခါကြပါတယ်ဆိုတော့တိတ်ခါမဲတယ်လို့ဖြစ်နေသူရွေးကောက်ပွဲဝင်ရတာပဲနော်ရွေးကောက်ပွဲမှာကြမ်းမကျိန်နိုင်ပါဘူးဆိုတော့လေ2010ကိုတစ္ဆာစောင့်သိပါမယ်သူကြမ်းမကျိန်နိုင်ပါဘူးဆိုရင်ကြမ်းကျိန်ရတာပဲစစ်တပ်နဲ့တွဲလို့ရတာပဲစစ်တပ်နဲ့ဒေါအောင်ဆန်းစုကြည်တွဲလို့ခံခဲ့ရပြီဘာလို့ဆက်တွဲလို့လဲခံခဲ့ရတယ်ဆိုတော့သူညံ့လို့သူ့ဘက်ကညံ့လို့သူ့ဘက်ကတော်လို့တဲ့ကိုယ့်ဘက်ကညံ့လို့ခံရတာမဖြစ်နိုင်ဘူးလားနော်ဆိုနေနေဘာမြတ်မြတ်တာစဉ်းစားလေကျွန်တော်တို့မှာတခြားဘာနီလန်းရှိတယ်ပြည်သူလူထုရဲ့အနေထား CRPH တို့ NUG တို့အနေထားအကောင်းတွေကအကောင်းဆုံးရွေးနိုင်တဲ့အနေထားမဟုတ်ဘူးကျွန်တော်တို့ကအစိုးတွေကအစိုးအနည်းဆုံးရွေးနေရတာဆိုတော့စိတ်ကူးရင်ပြီးတော့ကျွန်တော်အဲ့လိုပဲပြောစိတ်မဆိုးပါနဲ့ငါတို့နိုင်နေပြီစစ်တပ်ကပြုတ်နေပြီဆိုတော့မဟုတ်ပါဘူးနော်ခင်ဗျားတို့ဒီတဲ့ပိုတည်ရင်လည်းပဲဒီတဲ့ပိုတရင်လည်းသူတို့တောက်အောင်မယ်ဒီမှာအဆတ်ကစီးရီးယားသမ္မတအဆတ်ကသူ့ပြည်သူတို့တင်းရှိပြီးတပ်ပြီးသွားပြီဘာမှဖြစ်ဘူးအေးဆေးပဲပြည်တွင်းစစ်ဖြစ်တာ10နှစ်ရှိနေပြီဒီနေ့ဗမာပြည်တရုတ်လက်အောင်မှာတရုတ်ကလည်းခင်ဗျာသူ့ပြည်သူတည်တာသူပြုဆိုင်တာမဟုတ်ဘူးကျန်တဲ့လူတည်တာသူပို့ပြီးမဆိုင်ဘူးပေါ့ဆိုတော့ဒီဟာကလက်တွေ့မကြပါဘူးเนาะဒါကိုကျွန်တော်ပြောချင်တယ်ဘယ်သူနဲ့မဆိုလက်တွဲပါလက်တွဲတာဒူးထောက်တာမဟုတ်ဘူးလက်တွဲတာသစ္စာဖောက်တာမဟုတ်ဘူးလက်တွဲတာခွင့်ရယူတာမဟုတ်ဘူးเนาะလက်တွဲတယ်ဆိုတာကလည်းလက်တွဲတာစားပါလက်တွဲဆိုတဲ့စကားလုံးနည်းနည်းလေးအတိတ်ပဲတစ်မျိုးရောက်တယ်ပေါ့နော်ဘယ်သူနဲ့မဆိုဒါ dialogue လုပ်ပါเนาะလမ်းကြောင်းဖော်ပါပေါ့เนาะဒီသဘောကိုကျွန်တော်ပြောတာပါနောက်တစ်ခုကဇော်လင်းမောင်မြန်မာနိုင်ငံရေးမှာနှစ်ဖက်စစ်ဖက်အရပ်ဖက်ဆွေးနွေးပြီးရှေ့ဆက်ဖို့အပြင်တခြားလက်တွေ့ကြတဲ့ထပ်ပေါက်နီလန်တစ်ခုခုရှိပါသေးသလားအန်ကဲသုံးသပ်ချက်ကိုသိကြပါလေမရှိပါဘူးနော်ဒီဟာပဲရှိပါတယ်စစ်ဖက်အရပ်ဖက်ကဒီကျွန်တော်တို့ dialogue လုပ်မယ်ဖွဲ့စည်းပုံတွေပြင်ရမယ်ကျွန်တော်တို့ရက်တီချက်မကန်ရမယ်အခွင့်အရေးပေါ်မตายရဘူးနော်ပြည်သူလူထုဘက်ကအများအားမျက်နှာမူမယ်လူထုကိုကျွန်တော်မမေ့ဘူးလူထုအားကိုပဲအများအားယူနေမယ်ဆိုရင်စစ်တပ်ကဒီ21ရာစုမှာအာဏာရှင်စနစ်ဆိုတာသူတို့တနေရာမရှိဘူးစစ်တပ်ကဒီနေ့အာဏာရှင်စနစ်တည်မြဲနေတာကသူတို့တော်တာတဲ့ကျွန်တော်တို့ညံ့လို့ကျွန်တော်အဲ့လိုပဲယူဆတယ်စဉ်းစားကြည့်လေဗျာဒါကျွန်တော်အချက်လက်ကိုပဲပြောတာခင်ဗျာဒီဒေါအောင်ဆန်းစုကြည်9နှစ်မှာစစ်အာဏာရှင်ကိုပို့ပြီးအကောင့်သူလုပ်ပေးတယ်နော်ဒါမှဒီစစ်ဝင်ကြီးဌာနအသစ်တွေတရားသူကြီးဆိုင်ရာတရားရေးဆိုင်ရာအရာတန်းဝန်ထမ်းတွေအကုန်လုံးစစ်တပ်ကလူတွေကြီးပဲသူနဲ့သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူညွှန်ကြားမှုချုပ်တော်မှာစစ်တပ်ကလူခန့်တယ်ဗျာဗိုလ်ချုပ်ဗိုလ်မှူးစော်လေးကိုခန့်စစ်တပ်လည်းတဲ့အကုန်လုံးသူဝါကအပ်ပြီးဘယ်လို strategy နဲ့ဘယ်လိုလုပ်လဲမသိဘူးဗျာခင်ဗျာဒီကိုရှင်းနေကိုတိုင်းတန်းဦးကပြောတယ်ကျွန်တော်အောင်ဆန်းစုကြည်အားတဲ့မွေဘေးကပတ်ပိုက်တာမဟုတ်ဘူးတဲ့မွေဘေးကို neck time လောက်တာဆိုအဲ့တော့ကျွန်တော်မှတ်မိတယ်မွေဘေး neck time လောက်တာဆိုလူတွေကဟာမွေဘေးတော့ neck time လောက်တာငါတို့အမေကတကယ်တော်တယ်ပေါ့မဟုတ်ဘူးကျွန်တော်အဲ့တော့လည်းရေးခဲ့တယ်မွေဘေးကို neck time လောက်တယ်ပြီးတော့ level စီးတာဒါမိုက်မဲတာဖြစ်တယ်ဒါတော်တာမဟုတ်ဘူးမိုက်မဲတာအခုဒီမွေပေါက်ခံရပြီလေအခုတကယ်တော့ဖြစ်ပြီဆိုရင်သူ့မှာရှိတဲ့ရန်တရားကြီးအားလုံးကစစ်တပ်က2010အချိန်ကဥပဒေကပေးထားတာနဲ့နှစ်ဆလောက်ပိုအားကောင်းသူကဟိုရင်တွန်းအားပေးထားတယ်ဗျဖြည့်ဆွတ်ထားတယ်ဗျဆိုတော့ကျွန်တော်တို့ညံ့တာပါ
နော်စစ်တပ်ကမစိုးဘူးလားစိုးတယ်ဒါပေမဲ့စစ်တပ်စိုးတာတယ်ကျွန်တော်တို့ပူညံ့တယ်နော်တိုင်းသားတွေမှာလည်းစီလုံးညီညွတ်မှုပြပြပွားမတိဆောက်နိုင်တာတွေနားလည်မှုမတိဆောက်နိုင်တာတွေအစွဲတွေဒါတွေကိုကျွန်တော်တို့ရှော့တင်တော့မရှော့နိုင်တာတွေရှိတယ်နော်ကျွန်တော်တို့ဗမာပြည်သူလူထုမှာလည်းလူမျိုးရေးဘာသာရေးအစွဲတွေကမင်းကြည့်ပါလားဟုတ်တယ်တရုတ်ကြုံဖြစ်ပါစေတဲ့ကလားတော့လက်မခံနိုင်ဘူးဟာဘလို့ပဲလဲဗျာဒီကလားပဲဗျာခင်ဗျားတို့တေပေါ်ရှင်ဘက်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့လူတွေမဟုတ်ဘူးလားနော်ဦးနုက1948ခုဇန်နဝါရီလ4ရက်နေ့လွတ်လပ်ရေးမိန့်ခွန်းမှာကရင်နာမည်လည်းမထည့်ပြောဘူးကချင်နာမည်လည်းထည့်မပြောတော့ဘူးကရားနာမည်လည်းထည့်မပြောရခိုင်နာမည်လည်းထည့်မပြောတော့ဘူးနော်ဒါကျွန်တော်မြန်မာနဲ့တိုင်ထပ်တာမဟုတ်ပါဘူးဒါခင်ဗျားတမိုင်းကိုသိအောင်ပေါ့နော်တမိုင်းဆိုတာဖြောက်လို့မရအောင်နော်ခုနဒီပြည်သူရဲဘော်ရယ်ဒီSocialist Party ရယ်နောက်တစ်ခါနောက်ပါတီတစ်ခုရှိတယ်ဗျာပြည်သူရဲတော်ပုံပါတီဆိုတာပါခုရှိနော်ပြည်သူရဲဘော်ရယ်Socialist Party ရယ်ဒါသခင်မြပါတီပေါ့နော်နောက်တစ်ခါ Communist Party ဒါ First Supply အင်အားမန်တိုင်းအခြေခံတောက်တိုင်3ခုဒီ3ခုရဲ့နောက်မှာဗမာမွတ်စလင်လူဗမာမွတ်စလင်အဖွဲ့အဲ့ဒီနောက်မှာအလုသမားလေသမားចောင်းသားလူငယ်တွေအားလုံးရဲ့လွတ်လပ်ရေးကရင်လွတ်လပ်ရေးရခိုင်လွတ်လပ်ရေးတခုမှမပြောပါဘူးကဲဘာဖြစ်လို့ဦးနုဟာနော်လွတ်လပ်ရေး1948ဇန်နဝါရီလ4ရက်နေ့လွတ်လပ်ရေးနေ့တမိုင်းဝင်မေကွန်းကြီးမှာကရင်ကိုလည်းမပြောကရားကိုလည်းမပြောရခိုင်ကိုလည်းမပြောချင်းကိုလည်းမပြောဘာဖြစ်လို့ဗမာမွတ်စလင်ကိုပြောသွားလဲခင်ဗျားဖြေထုတ်ကြည့်လိုက်ကျွန်တော်မပြောတော့ဘာဖြစ်လို့ဗမာမွတ်စလင်ပြောသွားလဲနော်ဆိုတော့အခုကြတော့ဟုတ်မလားအခုကဗိုလ်ချုပ်အောင်ဆန်းလည်းပြောပါတယ်ခင်ဗျားတို့တိုက်လွတ်လပ်ရေးအတွက်တေဖို့တိုက်ပွဲဝင်တော့အတူတူလို့ပြောတယ်မဟာမေဒင်တွေအတူတူလို့ပြောတယ်ခင်ဗျားတို့အခုလွတ်လပ်ရေးလည်းရမှမချန်သေးဘူးခင်ဗျားတို့လှုပ်ချင်တာလှုပ်တော့မယ်ဗိုလ်ချုပ်အောင်ဆန်းလည်းသိပေးခဲ့ဆိုတော့တရုတ်ကြုံဖြစ်ရဖြစ်ပြီကလားတော့လည်းမခံဘူးခင်ဗျားတို့နည်းနည်းပါးပါစဉ်းစားပါဦးညာဒီကလားတွေကဒီနိုင်ငံသားတွေပဲဗမာပြည်မှာရှိတဲ့ရိုဟင်ဂျာတော့ထားလိုက်တော့သူရဲ့တိကျပထဝီနေထားရဒီဗမာမွတ်စလင်လို့ခေါ်တယ်ဘယ်လိုပဲခေါ်ပါဗျာဂျူလီယာမွတ်စလင်ရိုဟင်ဂျာဆိုတီမွတ်စလင်ဘာပဲခေါ်ပေါ့ဗျာဒီမွတ်စလင်တွေအားလုံးဟာအများစုကြီးဗမာသွေးတွေပါတာကြီးပဲဗျာရှင်သွေးကချင်သွေးကရင်သွေးတွေပါတာကြီးပဲနော်တိုင်းပြည်ချစ်တဲ့လူတွေပဲတိုင်းပြည်ကိုနာခံနေတဲ့လူတွေပဲအနာခံလှုပ်ကြွေးပြုနေတဲ့လူတွေပဲတိုင်းပြည်ဘယ်တော့မှရောင်းစားခဲ့တဲ့လူတွေမဟုတ်ဘူးဒီလူတွေကိုပဲခင်ဗျားတို့ခလုတ်တိုက်ပြီးတော့အမုန်းတရားပွားနေကျွန်တော်နိုင်ငံဘယ်လိုတိုးတက်မလဲနော်ဆိုဒါလေးကိုနည်းနည်းစဉ်းစားပါနော်နောက်တစ်ခုကမသိလို့မေးပါစေတဲ့ဒါကိုဘာကGZတွေကဒေါ်စုအတွက်တိုက်ပွဲဝင်နေတာလားတဲ့ကျွန်တော်အဲ့လိုတော့မထင်ပါဘူးနော်GZတွေကလူလူအတွက်တိုက်ပွဲဝင်နေတာပါနော်ဒီလူငယ်မျိုးဆက်တိုင်းဟာအရေးခင်းတဲ့လူလူအောင်ကြောင်မှုတိုင်းလူလူအောင်ကြောင်မှုတိုင်းရဲ့လူငယ်မျိုးဆက်တိုင်းဟာရင်းအတွက်ပါပဲပြည်သူလူထုအတွက်ပါပဲနော်ဆိုတော့ရင်းအတွက်ဒေါအောင်ဆန်းစုကြည်အတွက်တော့မဟုတ်ပါဘူးနော်ဆိုတော့နောက်တစ်ခုကကိုအိုင်မွန်ချန်ကဒီပွဲမှာဂျီဇက်တွေနိုင်ပြီးဒေါ်စုထွက်လာရင်မြန်မာနိုင်ငံရေးဘယ်လိုဖြစ်လာနိုင်မလဲတဲ့ဒေါ်စုနံပါတ်1ကကျွန်တော်ဒေါ်စုကိုသူတို့လှုပ်ပေးမှာတော့မဟုတ်ဘူးဗျဒေါ်စုကိုလှုပ်ပေးလိုက်ခြင်းသည်သူတို့ရှုံးတယ်လို့သူတို့ဝန်ခံလိုက်လို့ဖြစ်သွားမယ်နိဒါကြောင့်ကျွန်တော်ဒေါ်စုကိုလှုပ်ပေးမှမထင်ဘူးဒေါ်စုကိုလှုပ်ပေးရင်လေသူတို့အတွက်လိုအပ်တဲ့နိုင်ငံရေးအခင်းကျင်းတစ်ခုကိုသူတို့စိတ်ကြိုက်ရပြီးမှလှုပ်ပေးမယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ကြောင့်မလို့ဒီနောက်တစ်ခုကဒေါအောင်ဆန်းစုကြည်အသက်အရွယ်နဲ့သူ့ရဲ့ဖြတ်သန်းမှုနဲ့အနေထားရတော့ကျွန်တော်ဗမာပြည်မှာဒေါအောင်ဆန်းစုကြည်ဟာအတွက်နိုင်ငံရေးမှာတက်ကြွဥဆောင်နေတဲ့အနေထားတော့သိမရှိတော့ဘူးလို့ကျွန်တော်ယူဆကြောင်းပြောကြရင်းနဲ့ဒီကုန်းချုပ်ပါလေဗျာနားဆင်တဲ့အတွက်ကျေးဇူးပါ